ini peji seratogo nyoba puzo jimugo yuma molo edi bedyaro meko horo mugede Piyasine nyandogo ayo yuwe puzo pame patana parana wanana pshe puzo pame Dewa di dewa dewa nam dewa dana wa buzida Dewa di dewa dewa nam dewa dana wa buzida Deda yidwa bagarana yamagang doda dayamo Adado damado siwa gambirata tha dadayam Anandarama wiro dadama iti dadamo Adanam nama namina nama arupa nirodano Dede diyadi gambira nayama nida nidana Dewa di dewa tamudina upabadina Vaidodina dogo abhinyan sato gondo pye Talondo vaidodina phito muavithato Dewa dana wa buzito Tejaza jito nabha Tejaza jito nabha rada sajito adurindo di Puzo athato Lauda tanya mautan jinsinje toko nuko Songzi jinjau kaya nayama Wazitayama udo pari mokha tanwaradila Indri duko songzi jong jito indriya tanwaradila Seiko songzi jong jito seinda tayama udo Tamadile shirong wabithato Mahawiro jimyato longla wariya shirong wabithato Ini tadama wipati sajito Shibhaya jinduko thao yue Kone sumyao iti pitong wabithato Nama rupa nirodano ajong tamudaya desago Chose jin abhin Wane ajong winto na yodoko chose no mubito Bhagava myaswa bhe Bhagava thong loka thoda tabinyo myaswa bhaya chindi Diwanam tantong to sijawala ma Suwi la to nabhyama du'a Yamaga pa bhagarana yamai jang dinaro myakko Deda yidwa hondo mubiwe Adhado yamai jango ho ya kalama naunai Adhado ane adibe abhin lagaw Dhammado ziwa balido abhin lagaw Gambirata ne do abhin lagaw Tata do yamai jangi Anandara ajamenai Ladama kwana jang yao phito Adi gambira ne yamandida dedana alon ne do nido phinda sa sanyato dedana phito Name nabadana nama ami nama badan ami shito Yam bagarana jang dedana myakko badan dedana myakko Dede di ho do mubi Dhambagarana do badan jando jigo Dhambagarana do badan jando jigo Wa Dhambagarana do payidaya do mya jigo Andaya jimyo bayada vido di Meyamagang indu inda myudu myuda nedu neda gavadu gavada di Wandami Dada daga jonge tuamo jongla di kha udu
ဥဖြင့်တိုက်၍နှိမ့်ချလာစွာခြေကိုကြောပါတော်သည်မြတ်စွာဘုရားနာနာပဂရဒါနာနိဘောဓိတာနိထမုနိနောအနန္တယပတ္တနံဝန္ဒီအနန္တဂောစရံဣဒဤအနန္တနယသမန္တပတ္တံကျမ်းတော်မြတ်ကြီး၌မောနိနာမုနိတို့တွင်ဘုရားရှင်သည်နာနာပဂရဒါနာနိဟိတုအာရမဏသတိမြတ်သောအကြောင်းအရာတို့ကိုဩရိဒာနိသဗ္ဗညုတာဉာဏ်တော်သာဖြင့်ဥစွာကြားနာသိပြီးမှလျင်မြာလဝေနေသိစေတော်မူခဲ့လေပြီအနန္တဂောဇရံအဆုံးမကြီးကုံအောင်သိသည်ဉာဏ်တော်ဤသာကျစ္စာရာဖြစ်သောဒါနဒနယံအနန္တောအနန္တရဒါနန္တရနယပဒနာမြာမြောင်းပေရဲ့ဤဆုံးကျွယ်သားကြည်ကျင်မြင့်မောက်ထိုပဋ္ဌာန်းကျမ်းတော်မြတ်ကြီးကိုဝန္ဒေတသက်တကကြုံငယ်စွာမို့ကြုံလာသည်ကဥဖြင့်တိုက်၍နေကြိုက်စွာကြောပါတော်သည်မြတ်စွာဘုရားနမောတတဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနှလုံးသောနဗျာမပေါင်းတို့ကိုဥစွာပထမဗိမာန်ကပြုမှာဖြစ်ပါတယ်နဗျာမပေါင်းတို့သည်နန္ဒစကြာဝဠာရှိကြကုန်သောနဗျာမပေါင်းတို့အားသမန္တစကဝလေသောတရကိသံတို့ဒေဝတာအာဓမ္မမုနိရသသာသုဏတုသေကမောက္ခန္တံဓမ္မသဝနကာလောအယံဗတ္တန္တာဓမ္မသဝနကာလောအယံဗတ္တန္တာဓမ္မသဝနကာလောအယံဗတ္တန္တာသမန္တာမြေကြီးရှားရည်တိတာနှင့်ဒီပါလေးကျွန်းမြတ်မိုးထွန်းသာစေဝံအသွင်ဤစကြဝဠာဤထဝံကျင်မှစေကဝါလေသောယူဇနာပေါင်း8200အမြင့်ဆောင်သောတောင်စကြဝဠာကာယံကြောက်ဆိုင်ဝံ၍ကာယံကြောက်ဆိုင်ဝံ၍ဝိုင်းသောတိုင်းသဇာတိပေါင်း1000သောလောကဓာတ်တို့၌ဝသန္တာဒေဝတိကုံအင်းဆုံးညီညနေထိုင်ကြကုန်သောဒေဝတာအာနာလွန်မုဒ္ဒကိုကြည်မြတ်နတ်နတ်တို့သည်တာတရပရိတယတော်မြတ်ယောဘတရဆရာဤနေယဌာနသို့အာဂေဇံတို့အာလုံးပေါင်းယုံအမြတ်တရာပွားလည်းရဲ့တရားတော်နာလာရောက်ကြပါကုန်လောမုန်ဒီရာဇတအရဟံတသဝကနှင့်ပြစ္ဆေကမုန်ဒီစရှိသောမုန်ဒီတကတို့ဤထိပ်ပံယဟန်တကတို့ဤတရဗုလူတကတို့ဤသင်္ကြက်နတ်တကတို့ဤအစဉ်တန်းစာမြမတို့ဤဥရှောင်းငါမအောင်သောမင်းကောင်းမင်းပြမင်းတရားကြီးဘုရားဤတေကမောကတံနဝေဇယံဝေကတံဖြင့်နိရပံရွှေပေါင်းဇေယခုံသို့လုံးစီလေသောအကျုပ်ကိုပိတတသောအရမံတံဝိဇနာမာနတတ္တမနှင့်ပါဒတကုံအင်းဆုံးညီညောထုလွတ်အကျော်ပရိတရာတော်ဆိုသောတရားတော်မြတ်ကိုသုံးနာတုမိစ္ဆာဝိတ္တမဉ္ကြီးချက်ပဲပြည့်နေအာယုံမတ္တနာယူကြပါကုန်လောပါရန္တာတောင်းတိုက်စကြဝဠာထဲဝလာမညီညာဖြပြရောက်လာကြကုန်သောဒေဝအိုနတ်မြမပေါင်းတို့
ယံကာလောဓမ္မသဘင်စင်ပါကြဧခသမယတိဓမ္မသဝနာကာလောကုသိုလ်စိတ်ရှင်ဇောအစဉ်ဖြင့်ကြည်ချွင်လေးမြတ်နာကြအရာမင်္ဂလာကာကြီးပါပေ၏ဓမ္မသဝနာကာလောကုသိုလ်စိတ်ရှင်ဇောအစဉ်ဖြင့်ကြည်ချွင်လေးမြတ်နာကြအရာမင်္ဂလာကြီးဖြစ်ပါပေတည်းယေတန္တသန္တာစိတ်တတိတရဏတရဏဧတလောကံတရေဝဘုံမာဘုံမာသံဒေဝဂုဏဂနာဂနာပြဝတ္တသဗ္ဗကာလံဣတိအာယံတုဒေဝဝရဂဏဂမယေမေရုယဇေဝတံတောသံတောသဟိတောမုဏိဝရဝဇနံသောတောမေကံသမကအဘိတုသကဝါလိတုယက္ခဒေဝဇမြမနောယံအမေကတံဘုံညံသဗ္ဗသံပတ္တိတတကံယံတုံမေဟိကတံဘုံညံသဗ္ဗသံပတ္တိတတကံသာဘိတံနုမောဒိဋ္ဌဝါသမေကသတနိရတပမာဒရာဟိတာဝန္တုအာရခတုဝိသေတတောသာသနာသသလောကသဟုတ်တိဘဝတုသဗ္ဗတာသာသနံပိဇာလောကိသဒေဝရကံတုသဗ္ဗတာအတိဝန္တုသုခိသဗ္ဗေပရိဝါရိအတ္တနောအနိကသမဏဝန္တုသာသဗ္ဗေညာတိပိရာဇတောဝါသောရတောဝါမနုဿတောဝါမနုဿတောဝါဧကိတောဝါဥဒကတောဝါဣဒသတောဝါကလုကတောဝါကန္တကတောဝါနေကတတောဝါဇနပတ္တရောဂတောဝါအတန္တမတောဝါအတန္တိတိတောဝါအတ္တပုရိသတောဝါဇာနာတိအတ္တမိကာကောနာဂောရအိဝေဇိကမဏိတပ္ပတိပိဧဇာတရဇာသုခရမဟိန္တာယက္ခရကတာတိနာနာဘယတောဝါနာနာရောဂတောဝါနာနာဥပဒဝါတောဝါအာရကကနန္တုမင်္ဂလသုတ်တရားတော်မြတ်ကိုနာယူမှတ်သားကြမှာဖြစ်ပါတယ်မင်္ဂလဆိုတာမင်္ဂလံပါပံလုံနာတိစေနတိတိမင်္ဂလတဲ့မကောင်းသောအာဟုသူတွေကိုတမ်းမြက်ပိတ်ပင်ဖြစ်စည်းပြီးတော့ကောင်းကျိုးတွေကိုဖြစ်ထွန်းတာမင်္ဂလာလို့ခေါ်တယ်ပရိတယဆိုပြန်တော့ပရိသမန္တတော့ဗျံတရတိရခတိတိပရိဒံကြာရောက်ဆဲကြောက်တံဖြစ်သောဘိဗအန္တရယံသွဲမန္တမြဒေဝတမ်းမြက်ပိတ်ပင်ပြီးတော့ကောင်းကျိုးချမ်းသာတွေကိုဖြစ်ထွန်းစေတဲ့တွေ့တာကြောင့်ပရိတရားလို့ခေါ်တယ်။ဒါကြောင့်မို့လို့မြတ်စွာဘုရားကအမင်္ဂလသုတ်တံကိုစပြီးတော့လူနဲ့ဗျာမတတ္တဝါတို့ကောင်းကျိုးတွေဖြစ်ရန်အတွက်ရည်ရွယ်ကာဖြင့်မိန့်တော်မူခဲ့သောမင်္ဂလသုတ်တံတရားတော်ယမင်္ဂလာတွတ္တတယေစိန်တယိန်တုတတ္တဝကသောဒနံနာတိကိသံတိထာသင်သင်္သမင်္ဂလံဒေတိတံဒီဝဒီဝိနသဗ္ဗပါပဝိနာတနံသဗ္ဗလောကဣတတယမင်္ဂလံတမနာမဟိဧဝမေသုတံဧကံသမယံဘဂဝတာဝတိယံဝိဟရတိဇေဒဝနေအနာတပိဏိကသအာရမေသာဂောအညတရာဒေဝတာအဘိကန္နာယရတိယအဘိကန္နဝန္နကေဝလာကပ္ပံစေတဝနံဩပသိတ္တဝယေနဘဂဝါတေနုပသင်္ကာမိဥပသင်္ကာမိတ္တဝဘဂဝန္တံဘိဝါဒိဋ္ဌဝဧကမန္တံအထာတိဧကမန္တံထိတခောသာဒေဝတာဘဂဝန္တံဂါထာယဣဇပါတိဗုဒ္ဓေဝမနုဿာသမင်္ဂလာနိအစင်တယောအကင်္ဂမနံသောတနံဒွိမင်္ဂလမုဒ္ဓမံအဒေဝနဇဘာလနံပန္တိဒါနိဇဒေဝနာဥဇာဇပူဇာနေယနံဣဒံမင်္ဂလမုဒ္ဓမံတပတိရူပဒေသဝါသောဇပုဗ္ဗေဇကတပုညတအတ္တသမပဏိတိဇဣဒံမင်္ဂလမုဒ္ဓမံ
ဘာဟုသေစိဇာသေပိဇဝိနယောဇသုတေကိတောသုဘာတိတာဇာယဝါဇာဣဒံမင်္ဂလမုဒ္ဓမံမာတာပိတုဥပါဒနံဗုဒ္ဓဒါရတသင်္ကောအနာကုလဇာကမ္မန္တာဣဒံမင်္ဂလမုဒ္ဓမံဒါနိသဓမ္မစရိယာဇညာရကနိသသင်္ကောအနဝိဇာနိကမ္မာနိဣဒံမင်္ဂလမုဒ္ဓမံအာရတိဝိရတိပါပါမိဇဘာနာဇသယမောအပမဒောဇဓမ္မိတုဣဒံမင်္ဂလမုဒ္ဓမံကာရဝောဇနိဝဒောဇသန္တုဓိသကတိညုတာကာလေနဓမ္မသဝနံဣဒံမင်္ဂလမုဒ္ဓမံခန္ဒီဇသောဝဇတတသမနာနိဇဒတနံကာလေနဓမ္မတာကိစ္စဣဒံမင်္ဂလမုဒ္ဓမံတဘောဇဗြဟ္မစရိယိဇအရိယသစ္စာနတတနံနိဗ္ဗာနသစ္စိကရိယာဇာဣဒံမင်္ဂလမုဒ္ဓမံဖုဒ္ဓသာလောကဓမ္မိသိတ္တယတနကမတိအာသောကံဝိရဇံခိမံဣဒံမင်္ဂလမုဒ္ဓမံဣဒာဒိတာနိကတ္ထနာသဗ္ဗတာမဘာရာဇိတာသဗ္ဗတာသောတင်ကိစ္ဆန္တိတံတိသံမင်္ဂလမုဒ္ဓမံဣမိနာပရိဒ္ဓဓမ္မာနုဘာဝေနသောတုတိဟောတုသဗ္ဗတာဣမိနာပရိဒ္ဓဓမ္မာနုဘာဝေနသမြတ်စွာဘုရားရှင်သည်အသာတယောက်လာရောက်၆ထားလို့မင်္ဂလာတရားတော်မြတ်ကို38ပြန်မင်္ဂလာတရားတော်မြတ်ကိုဟောတော်မူခဲ့သည်ညသာတယောက်ကမြတ်စွာဘုရားတပည့်တော်တို့သည်မင်္ဂလာတရားတော်မြတ်ကိုခြာဝေလာခဲ့တာလူဒီနတ်ဒီကန္တပါလူရာတို့12နှစ်ကြာခဲ့ပါလိမ့်ပြီသိရှိနားလဲကိုမရှိပါမြတ်စွာဘုရားမင်္ဂလာတရားတော်မြတ်ကိုဟောတော်မူပါလို့ညတကောင်ရံကာလကိုရောကိုဝတောက်ပစွာဖြင့်ဇေတော်အကြောင်းနဲ့တခုလုံးထွန်းလင်းစီကမြတ်စွာဘုရားရှင်အားလာရောက်ပြီး၆ထားခြင်းကြောင့်မြတ်စွာဘုရားကအာတိဝရသပါလနာစရှိသော38ပြန်မင်္ဂလာတရားတော်မြတ်ကိုဟောတော်မူခဲ့လိမ့်ပြီဤမင်္ဂလာတရားတော်မြတ်ကိုနာယူမသားကြခြင်းကြောင့်လူမိုက်တို့ကမိမိတို့ကိုလာပြီးတော့ပေါင်းသိခွင့်မရပညာရှိသောပုဂ္ဂိုလ်တို့မြင့်မြတ်ရှိခိုင်နိုင်ခြင်းကိုယ်တော်ကောင်းမှုတရားတွေပြည့်ဝနိုင်ခြင်းမြင့်မြတ်မိမိတို့ကိုလောကီလောကုတ္တရာကောင်းကျိုးတွေကိုညွှန်ပြနိုင်သောပုဂ္ဂိုလ်များနဲ့တွေ့ဆုံနိုင်စေစကြည်သောကိုခံစားနိုင်ရသောဤမင်္ဂလာသုတ်တန်တရားတော်မြတ်ကိုနာယူမှတ်သားသောဒီကောင်းသောမတ်တွေချမ်းသာခြင်းလည်းငယ်ခံစားနိုင်ကြပါစေကုန်သတည်းအခုဟောကြားလက်တံဖြစ်တဲ့ယရဏသုတ်တန်တရားတော်ဤယရဏသုတ်တန်တရားတော်မြတ်မြတ်စွာဘုရားရှင်ရာဇယောပြည်မှာဝါဆိုတော်မူတဲ့အချိန်ကဝိသာလီမြို့တွင်မှကောက်ပဲသည့်နာမစိုက်ပျိုးလေးမရမိုးကြီးခေါင်ကဒုဗိကံကြရကငမောခေါင်ပါသောမေကြီးဒီစိုက်ကအစာရည်စာမစားရ၍တေကြီးပစ္စည်းကြတယ်အသေးပြောက်များလာသောကလူအသေးကောင်းများကိုသုတ်တန်တို့မပုတ်နိုင်တော့ဘဲနဲ့မြို့ထဲမှာပင်ပုတ်ပွားနေကြလေတော့သည်တို့ကထိုတော့ပုတ်ပွားပြီးနေတဲ့အခါမှာမြို့ထဲကိုလူပြင်းမှဘလူတရေတို့မြို့ထဲကိုဝင်ရောက်စားသုံးကြလေတော့ထိုဘလူတရေတို့ကိုမိပြီးကဲ့ရောက်သောယောဂဝေနာတိအမျိုးဆုံးဖြစ်တာဓမျိုးဝေသာလေးတပြည်လုံးဟာစိုးရင်ဘွယ်ရာ၆ချားလာလေတော့တယ်တိုင်သူပြည်သားများလိဇဝေမင်းများအပေါ်မှာမင်းကျင့်တရားညီညွတ်မှုချိမရှိစုံစမ်းသောအခါမင်းကျင့်တရားလည်းမချွတ်ရင်ဘူးလိဇဝေမင်းများကလည်းတိုင်သူပြည်သားလူအများတို့ပေါက်ပြားကြလေသလားလို့ဆက်မေးရပေါက်ပြားမှုမရှိကြံရမရသည့်အဆုံးနဲ့ရာဇယောပြုခြင်းဘယင်ဗမသာရမင်းကြီးထံကိုအကူကြီးတောင်းကမြတ်ဗုဒ္ဓရှင်တော်မြတ်ဘုရားအားမဟာကရုဏာတော်ညာရှိထား၍ယနာသနာတဖြင့်ကဲဆဲတော်မူအကြောင်းမြတ်စွာဘုရားရှင်ကိုပင့်ပေးပါရန်ဗမသာရမင်းကြီးမှတဆင့်တောင်းမှလျှောက်ထားလေတော်မြတ်စွာဘုရားရှင်သည်ရာဇယောပြုခြင်းဘယင်ဗမသာရမင်းကတောင်းတော်ကိုမှပို့ကြောင်းတော်မှဂင်္ဂါမြေကမ်းအထိဝေသာလီပြည်ကိုကြွချီရန်မင်းခံမင်းသားတို့ဖြင့်ပင့်ဆောင်ပူဇော်၍လိဆွေမင်းတို့ကလည်းလှပသောမွန်မွန်ချဲလဲသောစီမံထားသောလေတော်ကြီးဖြင့်
လေတော်ကြီးနှစ်စင်းတွေကမြင်ခံမင်းသားတို့ဖြင့်ထေဝါစွာပင့်ဆောင်တော်မူ၍မြတ်စွာဘုရားရှင်လေဆွေမင်းသားတို့နှင့်တကဝဝိသလီပြည်သူပြည်သားတွေကောင်းကျိုးချမ်းသာကိုရရှိစေဖို့အတွက်မြတ်စွာဘုရားရှင်သည်နောက်ပါသံဃာတော်900ရှမ်းရံပြီးတကားလားကြွတော်မူခဲ့တယ်ယရဏမန္တတို့မြတ်စွာဘုရားကြွတော်မူတဲ့ဆိုရင်မဲ့ဝေသာလိမြို့တကားဝမှာရပ်ပြီးတော့ဘယံတော်ချင်းမြတ်မြတ်နဲ့အတူယရဏသုတ်တံတရားကိုရောပတ်30တရားမင်းနဲ့နတ်ဗျာမာပေါင်းတို့ပဲလာရောက်ပြီးတော့တရားတွေနာယူကြခြင်းကြောင့်မြို့လဲရှိယရဏမန္တရဲ့ဒေသဇာတိကြွတော်မူ၍ယရဏသုတ်တံရွတ်ပတ်တဲ့ဆင်ခြင်းကြောင့်ကာယောဂါမြကင်းဝေးတော်မူခဲ့စေတယ်။အဲ့တော့ကင်းဝေးစေကာယောဂါမြကင်းဝေးစေပြီးရာဇယုံမျိုးပြန်လည်ပြီးကြွချီတော်မူခဲ့တယ်ပေါ့။ယရဏသုတ်တံတရားတော်မြတ်သည်အသိဉ္စရသိဉ္စရသိဉ္ကွယ်ပိစ္ဆာနတ်ပြည်လူများ၆ခြားခံရတဲ့ပုဂ္ဂိုလ်များဟာဒီယရဏသုတ်တံတရားတော်မြတ်ကိုနာယူခြင်းကြောင့်ကင်းစင်လင်းပြောင်းနိုင်ကြောင်းမြတ်စွာဘုရားဟောတော်မူခဲ့တယ်။ဒါကြောင့်နာယူမှတ်သားနိုင်ကြပါစေ။ဗဏိဒါနာတော်ပတ္တယတတ္တကရတတတ္တပါရမီယောဗဏိဒါနာတော်ပတ္တယတတ္ထကတ္တတတ္တပါရမီယောဒါသောဥပပါရမီယောတတ္တပရမတ္ထပါရမီယောတိသမာတိတပါရမီယောပိသမပရိစ္ဆာကိလောကတစရိယံညာတတစရိယံဗုဒ္ဓတစရိယံတိဒိဋ္ဌောစရိယာယောပစ္စည်းမဘဝေကာဘောဟောကံတိဇာတိအဘိနိကမနနံပရဏစရိယံဗောဓိပင်လင်ကေမဟာရာဝေဇယံသဗ္ဗညုတညာနာပရိဝေတံဓမ္မစကဘဝတရနဝလောကုတ္တရာဓမ္မေတိသဗ္ဗေပိမေဗုဒ္ဓဂုဏီအဝိဇိတဝဝေသာလိယာတိတုပကာရန္တရိတုတိယမရတိံပရိဒံကရန္တောအာယသမအာနန္ဒတိယဝိယကရုညစေတံဥပထပိတဝါကောတိတတ္တသာတိသုသကဝါလေသုဒေဝတာယာသနံပရိကနံတိယင်းသဝေသာလိယပုရိရောဂမနုဿဒုဗ္ဗိကတံသံဗုဒ္ဓံတိဝိဒံပယံခိပမန္တရာဓဗေတိပရိဒံဓမ္မနာမဟိယာနိဒဗုဒ္ဓာနိသမဂတာနိဘௌမာနိဝါယာနိဝအန္တလိကေအဘိဝဗုဒ္ဓသုမနာဘဝန္တုထောပေသကိဉ္စသုဏန္တုပါတိနံတတ္တမဟိဗုဒ္ဓာနိသမိဋ္ဌသဗ္ဗေမေတ္တံကရောသမနုတိယပဇာယဒေဝဇာရတောဇာရတိယေပလိံတတ္တမဟိနေကတာအပမတ္တာယံကိသိဝိဒာဣဒဝဟုရံဝသကေတုဝါယံယရဏံပဏိတံနာနောသမံအတ္တိတတ္တကတိနဣဒံမေဗုဒ္ဓိရရဏံပဏိတံဣတိနာသစ္စေနာသုဝတိဟောတုခယံဝိရာကံအမတံပဏိတံယသိဇကသัจ जा မုနိသမာဟိတောနာဒေနဓမ္မေနသမတိကိဉ္စီဣဒံမေဓမ္မေယရဏံပဏိတံဣတိနာသစ္စေနာသုဝတိဟောတုယံဗုဒ္ဓသိထောပရိဝဏယေတုစိသမာတိမန္တန္တိကိညာမဟုသမာတိနာဒေနသမောနဝိဇတိဣဒံမိဓမ္မေယတနံပဏိတံဣတိနာသစ္စေနာသုဝတိဟောတုယေပုဂ္ဂလာအထတတံပတ္တထာသတ္တာရိဧဒါနေယုဂာနေဝန္တိဒေဒေကိနိယသုကတတသာဝကဧတေတုဒိနာနိမဗလာနိဣဒံမိသံဃေယတနံပဏိတံဣတိနာသစ္စေနာသုဝတိဟောတုယေသုပ္ပယုဒ္ဓမနတဒံလိနနိဂမိနောဂေါဓမသာသနာမိတိပတ္တိပတ္တအမတံဝိကရှလတ္တမုဒ္ဒနိဗ္ဗုတိဘုဇမာနာဣဒံမိသံဃေယတနံပဏိတံဣတိနာသစ္စေနာသုဝတိဟောတုယထိန္ဒခိလောပထဝေသိသောတိယဇတောဘိဝါတိအတ္တမကံပိယောတထုပမံသဗ္ဗရိတံဝဒာမိယောရိယသစ္စာနှင့်အဝိဇ္ဇပတ္တတိဣဒံမိသံဃေယရဏံပဏိတံဣတိနာသစ္စေနာသုဝတိဟောတုဟေအရိယသစ္စာနှင့်ဝိပါဝါယန္တိဂံဗိရပညိနသုတေတိတာနိကိဉ္စာပိတိဝန္တိဗုဒ္ဓံပမတ္တာနာဒေဘဝံအထမမာတိယန္တိဣဒံမိသံဃေယတနံပဏိတံဣတိနာသစ္စေနာသုဝတိဟောတုသာဝတ္တဒသနသမ္ပတာယတယတုဓမ္မာဇိတဘဝန္တိသေကာယဒိဋ္ဌိဝေစီကေစီတင်္စာသီလပတံဝါပိယတ္တိကိဉ္စီ
တုဟဘာယေဟိသဝိပါမုတ်တောဆက်ဇာပိဌာနာနိအပပကတောဣဒမေသံဃေယရဏံပဏိတံယေတေနသစ္စေနသုဝတိဟောတုဂိဉ္စာပိသောကမ္မကရောတိပါပကံကာယေနဝါစာဥဒ္ဒစိတ္တသာဝအဘဘသောတတပရိစ္ဆာဒါယအဘဘဒါဒိဋ္ဌပတ္တသဝုဒ္ဓဣဒမေသံဃေယတနံပဏိတံဧတေနသစ္စေနသုဝတိဟောတုဝနပဂုံပေယတပုဒ္ဓိသေကေဂိမာနမာသေပရမသမိန်ဂိမေတတုပမံဓမ္မဝရအဒေတယိနိဗ္ဗာနဂာမိပရမဟိတာယဣဒမေဗုဒ္ဓေယတနံပဏိတံဧတေနသစ္စေနသုဝတိဟောတုဝရောဝရိညုဝရတာဝရဟာရောအနုတ္တရောဓမ္မဝရအဒေတယိဣဒံမိဗုဒ္ဓေယတနံပဏိတံဧတေနသစ္စေနသုဝတိဟောတုခိနံပူရဏံနဝနတိတံဘဝံဝိရတစိတ္တယတိကေဘဝသမိယေခိနဗိဇာအဝိရုံလိသန္တာနိဗ္ဗန္တိဒီယယတယံပတိပောဣဒံမေသံဃေယရဏံပဏိတံဧတေနသစ္စေနသုဝတိဟောတုယာနိဒဗုဒ္ဓနိသမဂတ္တနိဘုံမာနိဝါယာနိဝါအန္တလိခေတတ္တကတံတေဝမရုဒ္ဓပုဇိတံဗုဒ္ဓနာမတ္တမသုဝတိဟောတုယာနိဒဗုဒ္ဓနိသမဂတ္တနိဘုံမာနိဝါယာနိဝါအန္တလိခေတတ္တကတံတေဝမရုဒ္ဓပုဇိတံဓမ္မနမတ္တမသုဝတိဟောတုယာဟိတဗုဒ္ဓနိသမဂတ္တနိဘောမာနိဝါယာနိဝအန္တလိခေတတ္တကတံဒေဝမနုဿပုဇိတံသံဃံနမတ္တမသုဝတိဟောတုဣမိနာပရိဒဓမ္မနုဘာဝေနသောတုတေဟောတုတပ္ပတံဣမိနာပိပရိဒဓမ္မနုဘာဝေနယရဏသုတ်တံတရားတော်မြတ်ကိုနာယုမတ္တသောကုသိုလ်စေနာတရာဆွာတို့ကြောင့်ဒိဋ္ဌုမကံဣန္ဒြေတံအင်းချင်းများနဲ့အာလုံးသောတရားဓမ္မပေါင်းသူတော်ကောင်းတို့သည်သောတောသဝတိကောင်းသောမသွေချမ်းသာခြင်းလည်းငယ်ခံစားနိုင်ကြပါစေကုန်သတည်းမေတ္တာသုတ်တံတရားတော်မြတ်ကိုဟောကြားပေးမယ်မေတ္တာသုတ်တံတရားတော်မြတ်ကိုမြတ်စွာဘုရားရှင်သာဝတိပြည်ဇီတော်အကြောင်းတော်မှာတရင်သုံးတော်မူတဲ့အချိန်900သောယဟန်တော်အစုတို့သည်တခုသောဘာဝေကာနိကာလမှာမြတ်စွာဘုရားသခင်အားပူမြော်၍ကမ္မထံကိုနေသည့်ယူကတောအုပ်တစ်ခုကိုဝါဆိုလျက်ကမ္မထံအားထုတ်ကြတယ်။ယဟန်တော်များသည့်တောအုပ်နိ၌ရွာများတဲ့နန်းနဲ့ဆွမ်းကိုပြည်သုံးစေတဲ့ညာအခါတောအုပ်အတွင်းတို့တပင်ကြီးများကိုမိကတပင်လျင်တပါးကြသရင်သုံးကျင့်တရားအားထုတ်တော်မူကြတယ်။တပင်ပေါ်ရှိကြကုန်သောယုတ်ကတုနတ်ပေါင်းတို့သည်တောဆောင်နဲ့တောင်းဆောင်နဲ့ရောဂတုဘုံနဲ့ပေါင်းတို့ယဟန်တော်များ၏အထက်တွင်မနေဝမ်းကြ၍မြေပြင်ကိုဆင်းသက်၍ဒုက္ခခန်းကားနေထိုင်ကြရတယ်ဒုက္ခတချို့ယောဂသောများမှကလေးငယ်များရှိကြသဖြင့်ရန်တော်များတနေ့ပြန်နိုးပြန်တော့မပြန်လေတော့စောင့်စားပါတော့လည်းပဲရုတ်တရက်ရန်တော်များမပြန်ကြွလေတော့အရှင်းချင်းညှိနှိုင်းကငါရောသောရန်တော်တို့ကိုကြောက်လန့်ထွက်ပြေးစီကြီးအတွက်ကြောင်မဲ့ဝဲသောဘလူကြီးပုံသဏ္ဍာန်လေးနဂါကြီးပုံသဏ္ဍာန်လေးထိတ်လန့်ဝဲသောအတန်ဆိုကြီးတွေအတန်နဲ့ကြီးတွေဖြင့်ကြောင့်ဝဲသောအနန္တုအပုပ်နန်းဒီအိမ်မဲ့ဆိုးတွေမြင်မြကြကြည့်တော့အရှင်းမြတ်900တို့ပြီတရားအားထုတ်လို့မရကြည်သမာဓိမဖြစ်လို့တိုင်မင်းကြီးနိုင်ကမြတ်စွာဘုရားထံကိုဟောတော်မူကြကြွတော်မူကြတယ်ဘုရားရှင်တန်တော်ဘာကြွတော်မြတ်စွာဘုရားကြိုးကြောင့်၆တားတော်မြတ်စွာဘုရားကယဟန်တို့ပြန်သွားကြသို့သောငါဘုရားသင်ပြသောဟောဒီမေတ္တာသုတ်တံတရားတော်မြတ်ကိုဆောင်းသွားကြဟဲ့မေတ္တာကမ္မဋ္ဌာန်းတွေသုံးတာဆင်ញင်ပြီးကောင်းကျိုးတွေဖြစ်ထွန်းကြလိမ့်မယ်လို့မြတ်စွာဘုရားကကရဏီယမတ္တန်စကြည့်သောဂါထာတော်တို့ကိုသင်ပေးလိုက်သည်ရှိသောယံတော်ရှင်များ900တို့သည်မေတ္တာသုတ်တံကိုရွတ်ပတ်တဲ့ဆဲသွားတော့ကြွသွားတဲ့အခါမှာယံတော်900တို့ကိုယေကုသိုလ်နဲ့တို့သည်မနာလိုစိမြပြောက်ကို၍လူတရံဖန်ဆင်းလျက်ခရီးကိုကြိုးဆိုပြီးခြေစီလက်ငယ်ပြုကြတပိတ်ဝဲဝဲယူကြထိပနက်ကိုယူဆောင်ပြီးတကားလမြတ်မကြခင်မှာအရှင်မြတ်900တို့သည်ယဟန္တာတွေဖြစ်တော်မူကြတယ်အနတ်အပေါင်းတို့ရဲ့စောင့်ရှောက်မှုခံစားယဟန္တာတွေဖြစ်ကြတယ်ဒါကြောင့်မြတ်စွာဘုရားရှင်ကဤမေတ္တာသုတ်တံလောကီရောလောကုတ္တရာရောကောင်းကျိုးချမ်းသာတွေပြည့်စုံစေကြောင်းမြတ်စွာဘုရားဟောတော်မူခဲ့သောမေတ္တာသုတ်တံတရားတော်မြတ်ကိုနာယူမှတ်သားနိုင်ကြပါစေယန္တနုဘဝတောယကနေဝတတန္တိမေတနံယံကြီးစီဝနုဇံတော်ရတိတိဝမတ္တန္တိတော
သုကံသုပတိသုတောသဗ္ဗပကိစီနပတတိဧဝမတိကုဏုပေတံပရိဒံဓမ္မနာမဟိကရဏိယမတ္တကုသလိနယန္တတန္တံပတံအဘိသမိသတေကောဥစုဇသုဟုစုဇသုဝသောသတ္တသမုဒိနတိမာနိတန္တုတကောဇသုဘောရောဇအဘကိသောသသံလာဟုကဥတိတန္တုတရိယောဇနိပကောဇအဘကဘောကုလိသောနန္တုခိတောနာဇဂုဒ္ဓမစရိကိဉ္စီယေနဝိညုပိဥပဝတ္တိယောသုခိနောဝခိမိနောဝန္တုသဗ္ဗတတ္တဝန္တုသုခိတတ္တယေကိဉ္စီပါဏဗုဒ္ဓတိတတဝဒဝရဝနဝတိတာဒီဃဝါယေဝမန္တာမစ္စည်းမာယတကနုကအထူလာဒိဋ္ဌဝါယေဝအဒိဋ္ဌယေဝဒုယေဝတန္တိအဝိတုယေဘုဒ္ဓဝသမ္ပဝေတိဝသဗ္ဗတတ္တဝန္တုသုခိတတ္တနပရောပရဏိကိုဗေဒနာတိမင်းညိတကတ္တာစိဏကေစီဗျာရောတနာပတိကာတိညာနိညာမညတာဒုက္ခမိစေယမာတာယထာနိယံဗုဒ္ဓမာယုတာဧကဗုဒ္ဓမနောယခေမာတာယတနိယံဗုဒ္ဓမာယုတာဧကဗုဒ္ဓမနောရခေဧဝံပိသဗ္ဗဗုဒ္ဓေတုမာနတံဘာဝယေအပရိမာဏံမေတ္တိသဗ္ဗလောကသမိမာနတံဘာဝယေအပရိမာဏံဥဒ္ဒံအတောဇတိတိယင်းဇအတံဗတံအဝေရမတံဗတံဒိဋ္ဌံဇရဏိသိနောဝတယနောယဝတ္တဝိတမိတောဣဒံတတိအဋ္ဌိဋ္ဌိယဗျမမိတံဝိဟာရမိတမဟုဒိဋ္ဌိဇာနုပကမ္မသီလဝတ္တနေနသမ္ပန္နောကာမိတုဝိနိယဂီတနာယိဇတုကပ္ပတိယပုဏ္ဏရေတိဣမိနာပရိဒဓမ္မာနုဘာဝေနသောတုတိဟောတုတပ္ပရာဣမိနာပရိဒဓမ္မာနုဘာဝနာဤမေတ္တာသုတ်တံတရားတော်မြတ်ကိုယောဘတရစေနာယူမတ္တယခြင်းကြောင့်အဘာလောကပယောဂအကြောင်းအချောက်အလန့်အခမ်းရခြင်းအနာယောဂကင်းခြင်းအိမ်မဲ့ဆိုးများနမိတ်ဆိုးများကိုအတိတ်ဆိုးနမိတ်ဆိုးများကိုမတွေ့ကြုံရခြင်းလူနဲ့အများချစ်ခင်ခြင်းအစိတ်လက်နဲ့မဆုချခြင်းယူသွက်သောဝေဒနာကင်းခြင်းစတဲ့ဗြဟ္မာပေါင်းရောက်သည့်အထိဗြဟ္မာပေါင်းတို့သည်စောင့်ကြောက်ခြင်းစကြည့်သောအကျိုးပေးတို့ခံစားသောဤမေတ္တာသုတ်တံတရားတော်မြတ်ကိုနာယူမတ္တသုံးသခြင်းကုသိုလ်စေနာပေါင်းတို့တောင်သောတုသူဝတိကောင်းစွာမှသွေချမ်းသာခြင်းလက်ငယ်ခံစားနိုင်ကြပါစေကုန်သတည်းခန္ဓာသုတ်တံတရားတော်မြတ်ကိုနှလုံးသွင်းကြစို့ခန္ဓာသုတ်တံတရားတော်မြတ်ကလည်းတဝဋ္ဌိပြည်ဇီလောအကြောင်းဘုရားတရင်သုံးတော်မူသောအခါယံတော်အရှင်မြတ်အနဲ့ညီတညိဝယ်ယံတော်တစ်ပါးကိုမွေခဲ၍ပြန်တော်မူခဲ့တယ်။ယင်းအကြောင်းကိုအကြောင်းရင်းဒီတရားကိုဒီယံတော်ကိုအကြောင်းရင်းခံပြီးတော့ဘုရားသိတော်မူ၍ဝိရုပက်ကစကြည့်သောမွေလေးမျိုးမေတ္တာပို့သောခန္ဓာသုတ်ကိုရွတ်ပတ်တရဆယ်ခြင်းအစိတ်ချရှိအစိတ်ရှိသောတတ္တဝါမန္တမြမကိုက်ခဲကြကုန်လို့မြတ်စွာဘုရားရှင်ကယဟန်တို့ဒီခန္ဓာသုတ်ကိုရွတ်ပတ်တရဆယ်ခြင်းကြောင့်အစိတ်တော်ရှိတာအခြေသေးကြောင့်ရှိသောတတ္တဝါအချင်းနဲ့ကြောင့်ရှိတဲ့တတ္တဝါအချင်းမြောက်များသောရှိသောတတ္တဝါတို့သည်ခန္ဓာသုတ်တရားတော်တို့ကြောင့်သင်တို့ကိုစောင့်ကြောက်ပြီးချောင်ပဲသွားကြလိမ့်မယ်လို့မြတ်စွာဘုရားရှင်ကဟောတော်မူခဲ့တဲ့ခန္ဓာသုတ်တရားတော်မြတ်ကိုနာယူမှတ်သားနိုင်ကြပါစေသဗ္ဗသေဝိသဇာတိနံဒိဗ္ဗမန္တကတဝိယယန္နာတိရိဝိတံဂောရံသိသိသာပိပရိတယံအာနာခိတမိသဗ္ဗထသဗ္ဗတံသဗ္ဗပါဏိနံအဘသောပိနိဝရေတိပရိဒံဓမ္မနာမဟိဝိရုပက္ခိမေမေတ္တံမေတ္တံအေယပတေဟိမေသဗ္ဗဗုဒ္ဓိမေမေတ္တံမေတ္တံကနာဂောဓမကေဟိသအာဘတေကေဟိမေမေတ္တံမေတ္တံဒိဗ္ဗတေကေဟိမေဇရုပ္ပတိမေမေတ္တံမေတ္တံဘုဗ္ဗတိမေမမံအပတကောဟိန္တိမမံဟိန္တိဒိဗ္ဗတကောမမံဇရုပ္ပတောဟိန္တိမမံဟိန္တိဘုဗ္ဗတောသဗ္ဗေတတ္တသဗ္ဗေပါဏသဗ္ဗေဘုရားသကေဝလာသဗ္ဗေဗတ္တရဏိပတ္တန္တုမာကိဉ္စီပပမဂမအပမနောဗုဒ္ဓောအပမနောဓမ္မောအပမနောသံဃောပမနာဝန္ဒာနိတရိတာပါဏိဧဝစီကတတတပတိဩနနာဘုတရဘမုတိကဩနနာပိတရဘမုတိကကတမေရခကတမေပရိဒံပဋိကမံတိယဗုဒ္ဓာနိသောဟနမောဘဂဝတော
နမောတတ္တနာသမ္မာသမ္ဗုဒ္ဓနာဣမိနပရိဒဓမ္မနုဘဝေနသခန္ဓာသုတ်တံတရားတော်မြတ်ကိုရွတ်ပန်တရစေနာယူမတရသောကုသိုလ်စေစေနာတရာစွမ်းတို့သည်ကမွေကင်းစသောတော်ရင်တရိษံများတို့ကြိုက်ခဲခြင်းရံမှုခြင်းပြီးမှကင်းဝေးကြလျက်အစိတ်သိခြင်းရမှကင်းဝေးစေကြောင်းမြတ်စွာဘုရားဟောပေါ်တော်မူမြတ်နှင့်ဟောပေါ်ညွှန်ပြသောတရားတော်မြတ်ကိုနာယူမတသောကုသိုလ်စေနာတရာစွမ်းတို့ကြောင့်ဒေတုမကသင်တရားရမပေါသူတော်ကောင်းတို့သည်သောတုသဝတိကောင်းစွာမသွေချမ်းသာခြင်းလည်းငြိခံစားနိုင်ကြပါစေကုန်သတည်းယခုရွတ်ပတ်တရစေမဲ့မောရသုတ်တံဒီမောရသုတ်တံတရားတော်ကိုဘုရားပဲနေရာမှာဟောတယ်လေဆိုတော့လွန်ခဲ့တဲ့2500ကျော်လောက်ကသာဝတိပြည်ဇီရဝံကျောင်းတော်မှာမြတ်စွာဘုရားစံတော်မူတဲ့အချိန်ညာတော်တစ်ပါးသည်ဘီလိန်ဆင်းရင်အလှပြည့်ပြည့်လာသောမိမပြိုတဦးကိုမြင်၍ဆွဲလန်းတတ်မဲ့သောစိတ်ဖြင့်ယဟန်တရားကိုအာမထုတ်နိုင်ဖြစ်နေလေရာပိန်တော်တော်မူသောယဟန်တော်မြတ်ကထိုယဟန်ခေါ်ဆို၍မြတ်စွာဘုရားတန်ရာရောက်ပြီးလျှောက်ထားလေတယ်ဘုရားရှင်ကထိုယဟန်တော်ကိုရှစ်သာသင်ဒီမာတုကာမကိုဆွဲလန်းသောစိတ်မြတ်ဖြင့်တရားတော်နဲ့မပွင့်ပြောမှန်ပါသလားလို့မေးလျာမှန်ပါကြောင်းလျှောက်ထားတယ်ထိုကမြတ်စွာဘုရားကမာတုကာမကိုဆွဲလန်းသောစိတ်ဖြင့်သည်နှစ်ပေါင်း900စင်ကြဲစွာနေနိုင်ခဲ့သောသူတော်ကောင်းကိုမင်းလျင်ကိလေသာစိတ်ဖြင့်တုံလို့လျှောက်ချစေတယ်လို့မြတ်စွာဘုရားမိန့်တော်မူခဲ့တယ်ကိုတော်တိုင်နုစဉ်ဘဝဖြစ်စဉ်တုန်းကမောဒသုတ်တံမလာသည့်တိုင်ဗာရဏသီပြည်ရှင်ပမတ္တမင်းကြီး၏ကြီးရသောခေမမိဘုရားကြီးသည်ရွှေစင်းရှိသောဥတောင်မင်း၏တရားတော်ကိုနာယူရသည်ဟုအိမ်မဲ့မြင်မဲ့လေရာခေမဖြစ်သူသည်ဗမတ္တမင်းကြီးခေမဖြစ်သူဗမတ္တမင်းကြီးအားရွှေဥတောင်မင်းထမ်းမှတရားတော်နာလိုကြောင်းကိုဥစားလေရာမင်းကြီးသည်တိုင်းသူပြည်သားလူအများတို့တွင်မုတ်ဆိုးတို့ကိုဆင့်ခေါ်၍ဒန္တမိသီးသောတောင်ထွက်၌ရွှေရောင်အစင်းကဲ့သို့လှပ်ပါတင်တဲ့သောဥတော်မင်းရှိပါကြောင်းကိုတရဝုတင်တဲ့ဖြင့်မနာမကျင်စီဘဲနဲ့အရှင်ရအောင်ဖန်ယူရမည်ဟုအမိန့်တော်ချမှတ်ခဲ့တယ်။ဒန္တကရွှေတောင်ကြီးရွှေဥတော်မင်းကြီးသည်နန်းနဲ့အိတ်တန်းမှဆင်းလျင်ဆင်းခြင်းနေမင်းကြီးရှိရာကိုနေရာကိုအယုသည်ပေးလျက်ဥဒေတရားဆက်ရှိသောခန္ဓာကိုရွတ်ပတ်သက်ဆဲပြီးအစာချလေးရှိခြင်းကြောင့်ညနေပိုင်းမှာဝင်းတို့ဆဲဆဲမှာနေမင်းကြီးကိုအယုသည်ပြုလေအဘေတရားဆက်ရှိတဲ့ခန္ဓာကိုရွတ်ဆိုကအိတ်တန်းတက်လေရှိတယ်ထိုနိစ္စဘဝမပြတ်ခြင်းကြောင့်မုတ်ဆိုးများကဤအမျိုးမျိုးဖြင့်အရှင်ရအောင်ညှို့တွင်ထောင်းပွန်ဘယ်လိုပဲဖမ်းမိညာတော်လဲရရှိခြင်းမဖြစ်နိုင်ကြဘူးခေမမိဘုရားမှာလည်းထိုအချူတောင်မင်းရဲ့ထမ်းမတရားတော်နာလိုစိတ်ဖြင့်ဘင်းလည်းခွနဲ့နဲ့တိုင်းတိုင်းစောင့်စားပါတော့လဲဆန္ဒမပြေဝပဲနဲ့ရွာစားကမ်းတော်ကုန်ခဲ့တယ်ယမတမင်းကြီးလည်းဤချူတောင်ကိုအကြောင်းပြု၍ခေမမိဘုရားကြီးနဲ့ရွာဆန်းရသေးသလားဟုစိတ်နာကဒန္တကရွှေတောင်ရှိရွှေဥတောင်မင်းအသားကိုစားရဘာကမအိုးနိုင်မနာနိုင်မသိနိုင်ဟုရွှေပေးလာမှကမီးထိုး၍ထားခဲ့လေတယ်ထားခဲ့ပြီသူလည်းနဲ့ရွာဆန်းခဲ့တယ်ကိုနေသူသွားပဲမင်း60တို့သည်ရွှေပေးလွာအယဖမ်းကြတော့လဲမရနိုင်ပဲနဲ့နှစ်ပေါင်း900တိုက်နဲ့ကြာညောင်းခဲ့တယ်ညပေါင်း80မြောက်မင်းလက်ထက်ကြတော့ရွှေဥတော်ကြီးအားဖမ်းရန်တာဝန်ကြတော့မုတ်ဆိုးမှလိမ္မာပတ်နတ်သူဖြစ်လေသဖြင့်ရွှေဥတော်မင်းကြီး၏အစင်းအတက်ကိုတတိဖြင့်ကြည့်ချူကာနေ့စဉ်ပြုလို့ရအယံတာပြက်ပြားအောင်ကြံလေတော့သည်တောင်းမှလှလှကလေးတကောင်ကိုရှားကြမ်းမွေမြူ၍တင်ယူပြီးတော့အခါတော်တွင်သို့ခေါ်ဆိုပြီးတော့ဥတော်မင်းကြီးအိတ်တန်းအစင်းမှညှွက်ကွင်းများဖြင့်ထောင်လည်းရဲ့အတန်ပေးလိုက်တယ်ရှိသောဒန္တကရွှေတောင်ထိမှနေမင်းကြီးအယုအသည်ပြီးယူဥဒိတရားဂါထာကိုရွတ်ရန်ဆင်းလာသောဥတော်မင်းကြီးမှာတောင်းမရအတန်ကိုကြားတဲ့ပဲဂါထာမရွတ်အားတော့ပဲနဲ့တောင်းမရှိလျာနေရာဆင်းတဲ့ကညှွတ်ကွင်းမှမိယူသွားလေတယ်အဲဒီတော့အဖမ်းခံရလေတော့ရွှေတောင်းတော်ရွှေနန်းတော်အတွင်းကိုရောက်ရှိသွားတယ်ပေါ့ဒါအထာဂတာတစ်ခုနောက်တစ်ခုကတော့ဒီမုတ်ဆိုးကြီးသည်ဂျူတော်ကိုဖမ်းလို့ရသည်ရှိသောဂျူတော်မင်းကဩလောကမှာတတိတရှက်ငါသည်မိလျော့နေခဲ့ခြင်းကြောင့်ဒုက္ခတွေများတာကိုလို့ညဉ်းညူးက
အတန်ကြားတော့မုတ်ဆိုးကချစ်ချင်းမင်းအလောင်းတော်ကိုမြင်ရလေအံ့ဩသမှုအကြောင်းပြုပြီးတကလားမြို့ကင်းကထွက်ပြီးတော့တရားတွေဟောအလောင်းတော်ဦးတော်မင်းကတရားဟောတဲ့အတန်ကိုကြားတာမုတ်ဆိုးသည်ဘုရားရှင်အလောင်းတော်ရဲ့အတန်ကိုကြားရခြင်းကြောင့်တရားတော်နာယူရခြင်းကြောင့်ပြစ္ဆေကဘုရားဖြစ်ကြောင်းကိုပြဋ္ဌာန်းခဲ့တယ်အခုဒီဝတ္ထုတာရကမှာထာဂရတသောကတော့ဘယင်းမင်းမြတ်မေကွန်းအယမိမိအသားကိုစား၍မောမနာမသိဆိုသည်မှာမဖြစ်နိုင်ကြောင်းကအလွန်တရားလေးမြတ်တော့မိမလွန်လေပြီးတော့အတိတ်ဘဝကဤတံပြည်မှာစကြဝဠာမင်းဖြစ်စဉ်တုန်းကသီလစောင့်ခဲ့တဲ့ယခုကဲ့သို့ရွှေရောင်ချင်းလှပခြင်းအကြောင်းကိုပြောပြတဲ့အခါမှာတရားသီလဒါနကုသိုလ်ကောင်းမှုတွေပွားများကဥယျင်တော်ရီကံတွင်မှဘင်းနေစကြပြန်ယထာကိုထုတ်ဖော်၍ပေးတော်မူခဲ့တယ်ဒါအလုံးတော်စကြဝဒီတော်ဦးတော်မင်းကစကြဝစကြယရနာပြန်ကြီးကိုထုတ်ပေးနိုင်ခဲ့တယ်ဒါအထာဂရတစောင်းပေါ့လေဘုရားလုံးတော်ဦးတော်မင်းဖြစ်စဉ်ဘဝတုန်းကဒီတရားတော်ကိုစကြဝဠာမင်းစကြယရနာထုတ်ပေးခြင်းကြောင့်သူသည်ချမ်းသာသာဖြင့်ကိုယ်နေရာကုဋ္ဌာဏကိုပြန်ခဲ့တယ်လို့သိကြရတယ်။ဒါကြောင့်မို့လို့သူတစ်ပါးရဲ့အနောင်ထွက်တွေကိုခံလိုရတဲ့ပုဂ္ဂိုလ်မှန်သမျှတို့သည်မောရသုတ်တံတရားတော်မြတ်ကိုနာယူကြ။ဤမောရသုတ်တံကိုအမြဲမပြတ်ရွတ်ပတ်တဲ့ဆေနာယူမှတ်သားခြင်းကြောင့်အေယာမထအေယာဝင်ယာတစိတ်တကြည်လင်ခြင်းအရှုပ်အနောင်ခံရတော့ခြင်းမရှိသူတစ်ပါးတို့၏ကြော့ခွင်ထောင်း6ချင်းတို့မှလည်းလွတ်ကင်းကြည်စီကြောင်းကိုမြတ်စွာဘုရားမိန့်တော်မူခဲ့သောတရားတော်ဖြစ်တဲ့အာယုံပြုနှလုံးသွင်းနိုင်ကြပါစေ။ဘောရိတံဘောရိတံပါရိနိဗ္ဗတံမောရယောနိယံယေနတဝိတာရကမဟာတတဝနေစေရာစေရတဝါယမန္တမိနိဝသကေတုကနိတောဗြဟ္မမန္တမိနေကတံပရိတံဓမ္မနာမဟိဩရိတယံဇကုံမဧကရာဇာဟရိတဝနပရိပပသောတန္တနမတမေရိတဝနပတဝိပပသံတေဇဂုဏဝိယာရိမုဒ္ဓိဝတံယေဗျမနဝိတုတပ္ပတမေတိမေနမောဒေဇမံပလံတုနမတုဗုဒ္ဓနာနမတုဗောဓိယနမဝိမုဒ္ဒနာနမဝိမုဒ္ဓိယဣမံသောပရိသံကတ္တဝမောရောဇေယတေဧတနာအမေတယံသက္ကုမဧကရာဇာဟရိတဝနပရိပပသောတန္တနမတမေရိတဝနပရိပပသံဒေဇဂုဏဝိယာရိမုရတေယေဗမနာဝိတုတပ္ပတမေတိမိနမောဒေဇမံပလံတုနမတုဗုဒ္ဓနာနမတုဗောဓိယနမဝိမုဒ္ဒနာနမဝိမုဒ္ဓိယဣမံသောပရိတံကတ္တမောရောဝါသမကပ္ပယဣမိနာပရိဒဓမ္မနုဘဝေနသောတုတိဟောတုတပ္ပတာဣမိနာပရိဒဓမ္မနုဘဝေနသာမြတ်စွာဘုရားဟောတော်မူခဲ့သောဤမောရသုတ္တံတရားတော်မြတ်ကိုနာဣမတ္တကုသိုလ်စေနာတရာစွာတို့ကြောင့်ဒေတုမကံအာလုံးသောတရားရမပေါင်းသူတော်ကောင်းတို့သည်သောတုသဝတိကောင်းသောမတ်သွေချမ်းသာခြင်းလည်းငင်းခံစားနိုင်ကြပါစေကုန်သတည်းဝတ္တသုတ္တံတရားတော်မြတ်ကိုဟောကြားပေးမယ်ဤဝတ္တသုတ္တံတရားတော်ဟာမြတ်စွာဘုရားရှင်နှင့်သံဃာတော်များမဂရတဲ့ဒေသဇာတိလက်တဲ့ခါမှာတောမီလောင်ခြင်းကိုအကြောင်းရင်းခံပြီးတော့တောမီလောင်တဲ့ကရန်တော်ဒီကြောက်ရွံ့တုန်လှုပ်ကြတယ်ကြောက်ရွံ့တုန်လှုပ်တဲ့အခါမှာမြတ်စွာဘုရားရှင်ကဘုရားရှင်ကိုရန်တော်ပုထုဇဉ်ရန်တော်တွေမြတ်စွာဘုရားတောမီဒီလောင်ပါပြီကြောက်မပဲကောင်းပြီအကုန်လုံးတော်လုံးလောင်ပါပြီမြတ်စွာဘုရားကြောက်စရာကောင်းလိုက်ပါပြီတပည့်တော်အားလုံးသိကြည်ပစ္စည်းရတော့မယ်လို့ရှောင်ထားတော့ဘုရားကမတုံမလို့ရှိကိုကြွမဲကြွကြီးမားသောအပင်ကြီးတပင်အောင်ရောက်တော့မြတ်စွာဘုရားညီသက်သာထိုင်တော်မူလေရန်တော်တရားထိုင်တော်မူကဘုရားရှင်သည်တရားအာယုံကိုပဲသုံးသပ်ဆင်းရဲလို့များမကြခင်မှာတောမီကြီးသည်အလိုအလျောက်နေတယ်အဲ့ဒီကြောင်းရင်ခံပြီးတော့ရန်တော်တွေကအောင်းပဲကောင်းပါပြီစွာအောင်းပဲကောင်းပါပြီစွာ32တောင်လောက်ပတ်လည်ကနေပြီးတော့တောမီကြီးငြိမ်းသွားခြင်းအကြောင်းရင်းကရန်တော်တွေကပြောလေတော့မြတ်စွာဘုရားတို့ငါဘုရားရဲ့တကုတော်ကြောင့်ဟောဒီတောမီကြီးငြိမ်းသွားခြင်းမဟုတ်ဘူးခွဲ့ငါဘုရားနှုတ်စဉ်ဘဝတုန်းကဤနေရာမှာအလောင်းတော်ငုံမင်းဖြစ်ခဲ့တယ်အလောင်းတော်ငုံမင်းဒီအခုလိုပဲမိဒီလောင်လေတော့ငါရဲ့အမေပေနှစ်ယောက်တို့သည်သူ့တဲ့အသက်ကိုချမ်းသာရလို့ကြောင့်ဖြစ်ပြီးသွားကြတယ်ငါသည်အတောင်ရှိပြီအချောင်းကမပြန်နိုင်သေးခြေထောက်ရှိခြေထောက်ကမသွားနိုင်သေးမိဘနှစ်ပါးကလည်းဆွန့်လွှဲခြင်းကိုအကြောင်းရင်းခံပြီးတော့အိုးမိအပေါင်းတို့ကျွန်ုပ်ဒီကအတောင်ရှိပညာတော်လဲအတောင်ကမပြန်နိုင်သေးတဲ့ဘဝလက်ခြေထောက်ရှိပညာခြေထောက်ကမသွားနိုင်သေးတဲ့ဘဝမိဘနှစ်ပါးတို့ကိုယ့်ရဲ့အသက်ကိုဆွမ်းသားပြီးသွားခဲ့လေဘဝဤသစ္စာတရားမှန်ကန်ပါကမိခွေနဲ့အားလုံးချောင်ကင်းပါစေလို့ဘုရားအလောင်းတော်သစ္စာပြုခဲ့တဲ့တွေ့တာကြောင့်ဘယ်တော့အခုလိုမိအန္တရာယ်ကင်းချင်းခဲ့တယ်
ဒါကြောင့်မလို့ဤဝတ္တသုတ်တံတရားတော်မြတ်ဒီကမိဘအန္တရာယ်ကင်းရှင်းနိုင်ကြောင်းငါဘုရားချင်းတကဝငါဘုရားအလောင်းတော်ဖြစ်စဉ်တို့ငါလည်းဤကဲ့သို့သုံးသပ်ဆင်းခဲ့တဲ့အကြောင်းမြတ်စွာဘုရားမိန့်တော်မူခဲ့တယ်ဒါကြောင့်မို့လို့မိဘအန္တရာယ်ကာကွယ်နိုင်ခဲ့နံစီတတ်သောဤဝတ္တသုတ်တံတရားတော်မြတ်ကိုနှလုံးသွင်းဆင်ခြင်နိုင်ကြပါစေဩရိတံဗောဓိတံပါရိနိဗ္ဗတံဝတ္တဇာတိယံယန္တာတေဇေနတဝေကိမာတန္တဝိဝဇယိထေရတသာရိဗုဒ္ဓတလောကနာထိနပါတိတံကပ္ပဒါယိမာတိဇံပရိဒံဓမ္မနာမဟိအာဒီလောကိသီလကုဏောသစ္ဆံသောဇေယနုတ္တယဧနသစ္စေနဂာမိသစ္စာကရိယမုဒ္ဓမံအာဝိဇ္ဇိတောဓမ္မပလံသိသဝပုပ္ပကိစီနိသစ္စာပလမဝတ္တယံသစ္စာကရိယမကတဟံတန္တိပကပေကအပဒါနာတန္တိပါဒံအဝိဇ္ဇနာမာတာပိတာသနိကန္ဒဇာတဝိဒပရိကမသာသစ္စေကတိမေဇမ္မာပစ္စရိသောသက္ကိဝေစေတိသောလသနိကရိတာနိဩဒကံပတ္တဝယတာသက္ကိသစ္စေနာမေသမောနတိဧတာမေသစ္စာပါရမိဣမိနာပရိဒဓမ္မာနုဘဝေနသောတုတိဟောတုတပ္ပတာဣမိနာပရိဒဓမ္မာနုဘဝေနသဤဝတ္တသုဒ္ဓတရားတော်မြတ်ကိုနာယူမတတ်တော်ပုဂ္ဂိုလ်သုံးသစဉ်သောပုဂ္ဂိုလ်တို့အားမိကြောင့်ပစ္စည်းဆုံးရှုံးခြင်းမှုမဖြစ်နိုင်မိမိတို့အိမိကွင့်နိုင်ခြင်းတယောက်ပဲလုံးစုပေါင်းရွယ်ဆိုပါကကြည်သူများတဲ့အကြောင်းကိုမြတ်စွာဘုရားရှင်မိဘအန္တရာယ်ကောက်ွယ်နိုင်ကြောင်းဟောပေါ်ညွန်ပြခဲ့သောဝတ္တသုဒ္ဓတရားတော်မြတ်ကိုနာယူမတတ်သောကုသိုလ်စေနာသရဆွမ်းအားတို့ကြောင့်ဒီတုမာကံအားလုံးသောသူတော်စင်ပေါင်းတို့သည်သောတုသဝတိကောင်းသောမတ်တွေချမ်းသာခြင်းလည်းငင်းချမ်းသာနိုင်ကြပါစေကုန်သတည်းတဇကသုတ်တရားတော်မြတ်စွာဘုရားထာမကမ္မထံကျင့်ဤများကိုတောက်ကရဲ့တတ္တပင်ဝါတပင်အောက်၌လူသူကင်းတဲ့အစိဉ္ဉာယမှာရွေးချယ်ပြီးကမ္မထံဘာဝနာစီးဖြန်းတည်ကြတဲ့အခါမှာတခါတရံစိတ်အားငယ်တတ်ကြတယ်တယောက်တည်းဖြစ်စီတုံးလို့၆ချာတရားမရနိုင်မဲ့ကမ္မထံအာယုံပစ္စည်းသူများဘုရားရှင်လက်ထက်တော်ကရှိခဲ့ဘူးတဲ့ဒါကြောင့်မလို့ကိုယ်အိမ်ထဲမှာသာလောအခန်းထဲမှာသာလောနေရာတစ်ခုမှာသာလောစိတ်ထဲမှာတုံလို့၆ချာပြီးတော့စိတ်မသားမလားစိတ်နှလုံးမသားရဖြစ်စိတ်ထဲမှာမကြည်မလင်ဖြစ်ပြီးတော့တရားမှတ်တွေလွဲချော်နေကြညာမြတ်စွာဘုရားရှင်ကဣဒဇိကသုတ်တံတရားတော်မြတ်တရားမင်းနဲ့အတူရာနဲ့တို့စခိညတဲ့ခါမှာအတူရာတို့ကအင်အားကြီးမားလာတဲ့ဖြင့်နတ်စစ်သည်များကြောက်ရွံ့နောက်ဆုတ်လာခဲ့ကြတယ်ထို့နောက်နတ်များကိုတရားမင်းကြီးကမိမိအောင်လံတကွန်ကိုထိဖြားသို့ကြည်ကြလောလို့ကြွေးကြော်လိုက်လေတော့သောသောမိမိအလံတော်ကိုမမြင်ရပါကနတ်စစ်သည်ကြီးပဇာပတိဤအလံတော်ကိုထိဖြားကိုကြည်ကြလောသောသောမို့ဝရုဏနမင်းစစ်သူကြီးရဲ့အလံတော်ကိုကြည်ကြကုန်လောသို့မို့ဣဒာနတ္တနတ်စစ်သူကြီးရဲ့အလံတော်ကိုကြည်ကြကုန်လောကိုကြွေးကြော်ရနတ်စစ်သည်များတို့တဲ့တရားမင်းရဲ့အလံတော်ကိုထိဖြားကုန်လော၎င်းနတ်စစ်သူကြီးသုံးပါးတို့၏အလံတော်ကိုသော၎င်းကြည်၍တိုက်ခိုက်ရာသူရာဆက်များကတက်လာ၍ချုပ်နေတော့ချုပ်နေထွက်ပြေးသွားကြတယ်ဒီအကြောင်းဝင်ခံပြီးတော့မြတ်စွာဘုရားရှင်ကယဟန်တို့တရားမင်းကြီးတောင်မှဤကဲ့သို့တတ္တိကိုမွေးခဲ့တဲ့ငါဘုရားရဲ့သာနာတော်မြတ်မှာသူတော်ကောင်းတရားကိုသင်ကြောင်းပွားများအားထုတ်တဲ့ပုဂ္ဂိုလ်မှန်သမျှတို့သည်မိမိတဏ္ဍာထဲမှာစိတ်မသားမယာနှလုံးမသားမယာထိတ်လန့်ခြင်းများတကယ်လို့ဖြစ်ခဲ့냐ဣဒဇိကသုတ်တံတရားတော်မြတ်ကိုနာယူမှတ်သားသုံးသဆင်ခြင်ကြအန္တရာယ်ကင်းကျင်ကောင်းကျိုးတွေဖြစ်ထွန်းကြအကြောင်းမြတ်စွာဘုရားမိန့်တော်မူခဲ့သောတရားတော်မြတ်ကိုနှလုံးသွင်းဆင်ခြင်နိုင်ကြပါစေယတနုတရဏိနာပိအန္တလိကေပိပါဏိနောပဋိဒမတိကိသန္တိပုမိယံဝိယသဗ္ဗတာသာဘုဗတ္တမဇာလဝါရကဇေခသောရာတိသံဘဝကဏနာနာသမုဒ္ဒနာပရိဒံဓမ္မနာမဟိဧဝံမေသုတ်တံဧကံသမယံဘဂဝါသဝတိယံဝိရတိဇေဒဝနိနာတပိဏိကတအာရမိဒါတရကောဘဂဝါဘိက္ခုအာမန္တိတိဘိက္ခဝောတိပတ္တတိတိတိဘိက္ခုဘဂဝါတောပစ္စသောတုံဘဂဝါဣဒတဝောဇဗုဒ္ဓံပုပ္ပံဘိက္ခဝေဒေဝသူရသင်္ကမောသမုပပြုလောဟောတိအထာကောဘိက္ခဝေသကောဒေဝနာမိန်တောဒေဝေတဝရိန္တိအာမန္တိတိသဇေမာရိတဒေဝနာသင်္ကမကတနံဥပ္ပဇေယဘယံဝါဇမိတတံဝါလောမဟံသောဝါ
မာမိဝတတမိန်သမယေတဇကဩလောကိယထမမံဟိဝောတဇကဩလောကယန္တံယံဘဝိတ္တိဘယဝသံမိတတံဝါလောမံသောဝါသောဘဟိယိတတိနောဇိမိတဇကံဩလောကိယထအထပဇာပတိတဒေဝရာဇတတဇကံဩလောကိယထပဇာပတပတိတဟိဝောဒေဝရာဇတတဇကံဩလောကယန္တံယံဘဝိတ္တိဘယဝသံမိတတံဝါလောမံသောဝါသောဘဟိယိတတိနောဇိပဇာပတိတဒေဝရာဇတတဇကံဩလောကိယထအထာဝရုဏတဒေဝရာဇတတဇကံဩလောကိယထဝရုဏတဟိဝောဒေဝရာဇတတဇကံဩလောကယန္တံယံဘဝိတ္တိဘယဝသံမိတတံဝါလောမံသောဝါသောဘိယေတတိနောဇိဝရုဏတဒေဝရာဇတတဇကံဩလောကိယထအထာဣတနတဒေဝရာဇတတဇကံဩလောကိယထဣတနတဟိဝောဒေဝရာဇတတဇကံဩလောကယန္တံယံဘဝိတ္တိဘယဝသံမိတတံဝါလောမံသောဝါသောဘိယေတတိတံဃောပါဏဘိက္ခဝေတက္ကတာဒေဝနမိန်တတတဇကံဩလောကယန္တံတံဃောပါဏဘိက္ခဝေတက္ကတာဝါဒေဝနမိန်တတတဇကံဩလောကယန္တံပဇာပတိတဒေဝရာဇတတဇကံဩလောကယတံဝရုဏတဝါဒေဝရာဇတတဇကံဩလောကယတံဣဒနတဝါဒီဝါရသတတဇကံဩလောကယတံယံဘဝိတ္တိဘယဝသံမိတတံဝါလောမံသောဝါသောဘိယေတတိနောဘိယေတေထတံကိတဟေတုတေကောဟိတိပတေကောဟိဘိကဝေဒေဝနာမိန်သောအဝိဒရာဂောအဝိဒဒောသောအဝိဒမောဟောဘိတုသံမေဥဒရာတိပလာယေတိအဟိဇာကောဘိကဝေဧဝံဝန္တမိသာစီတုမကံဘိကဝေအရိညကတ္တနာဝရုကမူလကတ္တနာဝသုံးညကာရကတ္တနာဝဥပ္ပစ္စယဘယံဝသံမိတတံဝလောမံသောဝမမိဝတတမိန်သမယိအနုတရိယထဣတိပိသောဘဂဝရသမံသမ္ဗုဒ္ဓဝိဇာရဏသမဏောဒုက္ခတောလောကဝိတုအနုတ္တရောပုရိသဓမ္မတရတိတတ္ထာတိဝမနုဿနာဗုဒ္ဓဘဂဝါတိမမဟိဝဘိကဝေအနုတရတယံဘဝိတ္တိဘယဝသံမိတတံဝလောမဟံသောဝါပိယတောမံသောဘိယေတတိတိမမဟိဝဘိကဝေအနုတရတယံဘဝိတ္တိဘယဝသံမိတတံဝလောမဟံသောဝါသောဘိယေတတိနောဇိမံနုတရိယာသအထဓမ္မံနုတရိယာထသက္ကာလောဘဂဝတာဓမ္မောတန္တိဓိကောအဂါလိကောအိပတိကောဩပါတိကောပိသတ္တဝရိဒဘောဝိညုဣတိဓမ္မံဤဝဘိကဝေနုတရတယံဘဝိတ္တိဗျာဝသံမိတတဝါလောမံသောဝါသောဘိတတိနောဇိဓမ္မနုတရိယာဒာဒသံဃာနုတရိယာဒသုပရိပန္နောဘဂဝတောတဝကသံဃောဥစုပရိပန္နောဘဂဝတောတဝကသံဃောညာယပရိပန္နောဘဂဝတောတဝကသံဃောသမိစိပရိပန္နောဘဂဝတောတဝကသံဃောယတိတသတ္တာရိပုရိသယုဂဏိဓပုရိသပုဂ္ဂလာဣဒဘဂဝတောတဝကသံဃောအာဟုနိယောပါဟုနိယောဒေဂိနိယောဣန္ဒြိကရဏိယောနုတ္တရပုညကိတံလောကတာတိသံဃာဤဝဘိကဝေနုတ္တရတယံဘဝိတ္တိဘယဝသံမိတတဝါလောမံသောဝါသောဘိယေတတိတံကိတဟိတုတတ္တကတောဤဘိကဝေအရဟံသမ္မံသမ္ဗုဒ္ဓောဝိတရာဂောဝိတဒောသောဝိတမောဟောအဘိရုအာဇံမိအနုတ္တရတိအပ္ပလာယတိဣဒမောဇဘဂဝါဣဒံဝတ္တဝနသုကတောအထပရဣဒတဝဇတတ္တအရိညရောဂမူလိဝသုံးညာကာရိဝဘိကဝောအနုတရိတသံဗုဒ္ဓံဗယံတုမကနောတိယနောဇိဗုဒ္ဓံတရိယတလောကဇေတံနရတပံအထဓမ္မံတရိယတနိယာနိကံသုတေတိတံနောဇိဓမ္မံတရိယတနိယာနိကံသုတေတိတံအထသံဃံတရိယတပုညကိတံအနုတ္တရဧဝံဗုဒ္ဓံတရံတဏ္ဍဓမ္မံသံဃိသဘိကဝောဘယဝဇာမိတတဝါလောမံသောဝါနာဟိတတိလောမဟံသောနာဟိတတိဣမိနာပရိဒဓမ္မာနုဘာဝေနသောတုတိဟောတုတပ္ပတာဣမိနာပရိဒဓမ္မာနုဘာဝေနဣတဇကသုတ္တံတရားတော်မြတ်ကိုရွတ်ပတ်တရစေနာယူမတ္တသုံးသဆင်းရဲရသောကုသိုလ်သည်က
အမြဲမပြယောဘတရဇေနာယုမသားချင်းကြောင့်ကြောက်ရွံ့အားငယ်စိတ်များကင်းကွာသွားနိုင်ခြင်းမကြာကဏလန္တသူများသည်တရားတော်မြတ်ကိုနာယုမသားနိုင်ကြခြင်းကြောင့်ပြည်သူသည်များခြင်းမိမိကိုယ်ကိုအထင်မကြီးသူများအမြဲမပြမိမိရဲ့တဏ္ဍာထဲမှာတရားအသိတွေအားထုတ်တဲ့ခါကမှဘုရားကုံတော်တရားကုံတော်သံဃာကုံတော်ကိုရှိခံထားပြီးသုံးသဆင်ရင်နာယုမသားခြင်းကြောင့်တတ္တိတည်ခြင်းရဲ့မိမိကမ္မထအာယုန်လေးပေါ်မှာတက်ရောက်ပြီးရရင်သောတတ္တိတည်ရှိခြင်းပွားများလာနိုင်တဲ့ဆွမ်းအားတို့ကြောင့်ကျေးဇူးများပြားကြောင်းကိုမြတ်စွာဘုရားမိတော်မူခဲ့သောတရားတော်မြတ်ကိုနာယုမသားသာကုသိုလ်စေနာတရားဆွမ်းအားတို့ကြောင့်ဒေတုမကံသင်သူတော်ကောင်းတို့သည်သတ္တုသူဝတိကောင်းသောမသွေချမ်းသာခြင်းလက်ငင်းခံစားနိုင်ကြပါစေကုန်သတည်းညကုတ်ရွတ်ပတ်တရဆေမဲ့အာထာဏတိယသုတ်တံမြတ်စွာဘုရားအာထာဏတိယသုတ်တော်ကိုပဲအကြောင်းကြောင့်ဟောတော်မူတဲ့ရာဇယုပြည်အနိကိစ္စကိုတောင်းနေမြတ်စွာဘုရားတရင်သုံးတော်မူတဲ့တညသောညတကောင်ရာမှာမျက်မိုးတောင်းလိလေးမြင့်တာနဲ့လင်းကြကုန်သောဒါဓာရတဝေရုလကဝေရုဘက်ကိုဝေရာကျနမင်းကြီးတို့၄ပါးတို့သည်မြတ်စွာဘုရားတန်လာရောက်ဖို့ဖူးမြော်ကြတယ်ဖူးမြော်ကြပြီးတော့နမင်းကြီး၄ပါးတို့ကိုဇာကိုဝေရနမင်းကြီးကဥဆောင်လျက်မြတ်စွာဘုရားလူကောင်းလူဆိုးတွေအမျိုးမျိုးရှိကြသလိုနတ်လောကမှာလည်းပဲဘလူလောကနတ်လောကမှာဖြစ်စေဘလူလောကမှာဖြစ်စေအကောင်းဆိုးတွေအမျိုးမျိုးရှိကြပါတယ်မြတ်စွာဘုရားအရှင်ဘုရားရဲ့သာနာတော်တွင်နဲ့တရားဓမ္မမွေလျောသူဥပဒကဥပဒကိတရားဓမ္မများယဟန်သံဃာတော်များသာသနာတော်ကိုမကြည်ညိုသူတို့ထို့သည်ကဤသူတော်စင်တို့ကိုဘလူနတ်ဆိုးနတ်ဝါအမျိုးမျိုးသောမကောင်းသောသုံးဖို့ကဝေတစေမင်းစရာမလိုက်ကအတိုင်းမဲ့အနှောင့်ရှစ်သည်6လန့်ကြီးပြပါကတပည့်တော်တို့မှလည်းတာဝန်မကင်းရှိပါလိမ့်မယ်မြတ်စွာဘုရားတို့တို့ဒါကြောင့်ထိုနတ်ဆိုးနတ်ဝါတွေကြောက်ဝဲပဲသောပုဂ္ဂိုလ်တွေနာအဲ့ဒီပုဂ္ဂိုလ်တွေရှိကြပါ၏ကြောက်ရွံ့ဇေတတ်သောနာခံဇေတတ်သောတပည့်တော်တို့၏နာမည်ပသောအာထာဏတိယနတ်မြေတော်မှထုတ်ပြန်လိုက်သောအမိန့်တော်ပြန်တန်းစီကံတော်ဖြစ်သည့်အယံအန္တာပရိတရားတော်မြတ်ကိုမြတ်စွာဘုရားဟောတော်မူပါလို့နားတော်လျောက်ထားတဲ့အခါမှာမြတ်စွာဘုရားရှင်သည်နတ်မင်းကြီး၄ပါးကိုအကြောင်းရင်းခံပြီးတော့ဟောတော်မူခဲ့သောတရားဖြစ်တယ်။ညရောက်နှလုံးသွင်းဆင်ခြင်နိုင်ကြပါစေ။အပတန္တိယိနာထတ္တသာသနေသတုတမတိအာမနုသေသနိတရာကိပိသကာရိပိပရိသနံစတသနံအိန္ဒာသဂုတ်တိယယန္တာတေတိဝိတံယန္တာတေတိမာဝိရောပရိဒံတံပနမဟိဝိပါတိဒသနမတုစက္ကုမံတတ္တတေတိမတောသေကိတပိသနမတုသဗ္ဗဗုဒ္ဓ ानु ကံမိနောဝေဒဗုဒ္ဓသနမတုနာတကတ္တတပတိနောနမတုကကုသနတမာရတိနပမတ္တနောကောဏကမနတနမတုပြမနတဝုတိမတောကောဏကမနတနမတုပြမနတဝုတိမတောကတ္တပရဇနမတုဝိပမုဒ္ဒတသဗ္ဗတိအင်္ဂိရတသနမတုသကြဗုဒ္ဓတသေရိမတောယောဣမံတေမံတိတိတိသဗ္ဗဒုက္ခပနုတနံယေဇာပိနေဗုဒ္ဓလောကေယတဗုဒ္ဓဝိပါတိတောဒေဇတံပိသုဏံဓမ္မန္တဝိဒတာရတဣဒံဒီဝမနုဿနာယနမတာနိဂေါတမံဝိဇာစရဏသမ္မနမန္တဝိဒတာရတဣတိဇိညိညသံဗုဒ္ဓအနိဂတတကောတိယောသဗ္ဗေဗုဒ္ဓသမသမသဗ္ဗေဗုဒ္ဓမေတိကာသဗ္ဗေတတဗလုပိသဝေသာရေစေတုပါပကသဗ္ဗေတတဗလုပိသဝေသာရေစေတုပါကတသဗ္ဗေတိပရိစ္ဆာနန္တိအာသဝန္ဌာနမုဒ္ဓမံတိယနာဒနာနတံတိတိသေပရိသာတုဝိတရတဗျမစကံဘဝတံတိလောကိအပတ္တိဝတ္တိယံဩဘိတဗုဒ္ဓဓမ္မိအထာရတဟိနာယကဗာရိတလက္ခဏုပိတာသေတာနုပိသနာဒရာဗျမပပယသုပပသဗ္ဗေတိမုနိကုံစရာဗုဒ္ဓသဗ္ဗညုနောဣတိသဗ္ဗေကိနာတဝါဇိနာမဟာပပမဒေဇာမပညာမပလမဟာကာရုဏိကာဓိရာသဗ္ဗေသာနံဒုက္ခဝဟံဒီဘာနာတပရိဒဇဒါနာလေနသပါဏိနံဂတိပန္တုမိတ္တသံတရဏသဟိတေတိနော
သာတိဝကတလောကတသဗ္ဗိတိပါရယနာဒေတဟံသီရတပါတိဝန္နာမိပရိသုတ္တမေဝဇ္ဇတမနတဇီဝဝန္နာမိဒိတတကတိသာယနေအတနေဌာနေကမနေသဗ္ဗိတပ္ပတာသာဒသုကိနရကံတုဗုဒ္ဓသန္တိကရာတုဝံဒေတောရကိတောသံတောမုဒ္ဒောတပ္ပပယေဟိသသဗ္ဗရောဂဝိနိမုဒ္ဒောတပ္ပသန္တာပဝေစီတောသဗ္ဗဝိဓမ္မတိကံတောနိဗ္ဗုတောဇတုဝံဘဝကျေတံသစ္စေနသေရေနခန္ဒီမေတ္တာပလိနသဒေပိအမေဒေပိဒုံမေနောရခန္တောအရောဂေနဒုက္ခိနသပုရတိမသမင်တိသာပါကိတံတိဘုဒ္ဓမေဟိတိကဒေပိဒုံမေနောရခန္တောအရောဂေနဒုက္ခိနသယက္ခိနသမင်တိသာပါကိတံတိဒေဝမေဟိတိကဒေပိဒုံမေနောရခန္တောအရောဂေနဒုက္ခိနသပစ္စည်းမသမင်တိသာပါကိတံတိနာဂမေဟိတိကဒေပိဒုံမေနောရခန္တောအရောဂေနဒုက္ခိနသဩတ္တရသမင်တိသာပါကိတံတိယက္ခမေဟိတိကဒေမိတုံမေနောဒေပိအမေနောရေကံတော်အာရောဂေနဒုက္ခိနသပုရတိမေနာတဓာရထောတကိနေနာဝေရောလကောပစ္စည်းမေနာဝေရောဘေကောကိုဝေရောဥဒ္ဒရာတိတံစတ္တရောဒီမာရတလောကဘာနာယတတိနောဒေပိအမေဒေပိတုံမေနောရေကံတော်အာရောဂေနဒုက္ခိနသအာဂတတ္တသဘုံမဓာတိဝနာဂမေဟိတိကဒေပိအမေဒေပိတုံမေနောရေကံတော်အာရောဂေနဒုက္ခိနသဣတိမန္တောဇယေဒီဝဝတန္တာဣဒသတနေဒေပိအမေဒေပိဒုံမေနောရေကံတောအာရောဂေနဒုက္ခိနသသဗ္ဗိတိယောဝိဝေဇန္တုသောကောရောကောဝိနာတတုမဟာဒေဘဝံတွန္တရာယသုခိတိကယူကောဘဝအဘိဝဒနာသီလေသာနိသံဟုတ်တာပဇာယိနောသတ္တရောဓမ္မဝရန္တိအာယုဝန္နောဒုက္ခမလံဣမိနာပရိဒဓမ္မနုဘာဝေနသောတုတိဟောတုတပ္ပတံဣမိနာပရိဒဓမ္မနုဘာဝေနအာရဏတိယသုတ္တံတရားတော်မြတ်ကိုနာဂမတ္တယခြင်းကြောင့်သုံးသက်ဆင်းခြင်းပွားများအားထုတ်ရခြင်းကြောင့်နတ်တို့ရဲ့စောင့်မခြင်းကိုခံစားရခြင်းအကာအကွယ်ပေးသည်နတ်အပေါင်းတို့ကအကာဆောင်ချောက်ကိုခံဆောင်ချောက်ခြင်းကာကွယ်ပေးခြင်းအမောက်ပယောဂမြတ်ကြောင့်မကအမောက်ပယောဂမန္တမြတ်တို့မကရောက်နိုင်ခြင်းသုံးဖို့ကဝေတစေမင်းတရားမာတရိကအမိုက်မဲ့အနှောင်းခွဲတို့မှကင်းကြံခြင်းမိစ္ဆာဝါဒီပညာသည်တို့ကပြုစားခြင်းမှကင်းဝေးနိုင်ကြောင်းမကောင်းသောဂျိုစီဂျိုညံ့တို့ကံကြမ္မာတို့မှလည်းလွတ်ကင်းနိုင်ကြောင်းမြတ်စွာဘုရားဟောပေါ်ညွှန်ပြသောတရားတော်မြတ်ကိုနာယူမတ္တသောကုသိုလ်စေနာသရာဆွမ်းတို့ကြောင့်ဒေတုမကံသင်သူတော်စင်ပေါင်းတို့သည်သောတုသောအတိကောင်းသောအမတ်တွေချမ်းသာခြင်းလည်းငင်ခံစားနိုင်ကြပါစေကုန်သတည်းအကုယောဘတရစေမဲ့အင်္ဂုလိမာလသုတ်အင်္ဂုလိမာလသုတ်ကိုအာဝတိမြေပတိနိကောသလမင်းကြီးရဲ့အတိုင်းမင်ခံတရားကြီးပရောဟိတ်ကြီးရဲ့ဇနီးပုံလေးမှမန္တယာနီတွင်သားတယောက်ဖွားမြောက်လာခဲ့တယ်ထို့ချင်းတပြီလုံးလက်နဲ့တွေကအယောင်ဝင်းတောက်ပလာပြီးတော့ကောသလမင်းကြီးကမေးရဘုံတော်ကြီးမြတ်ဘုံတော်ကြီးကမိမိဇနီးမှမွေးဖွားလာသောသားဤနှစ်ခါကြောင့်ပြကြောင်းတော်ဥတင်တဲ့အခါ၎င်းသားကိုသုတ်တင်ဖြောက်ပြက်ပါမည်ဟုတော်ဥတင်၆ထားတယ်မင်းကြီးကတိုင်းပြည်ကိုလူယူမိသဘုံဖြစ်လေမလားလို့မေးရပရောဟိတ်ကြီးကထီးနှံကိုလူယူမိသူမဟုတ်ပါအကြောင်းကိုပြန်ပြီးလျှောက်ထားတယ်တောတွင်လူဆိုးတာဖြစ်ပါမည်ပြောတဲ့ဖြင့်မင်းကြီးကဇီဝိတဒါနအသက်ရှင်ပါစေမတိပါစေနဲ့ကိုမိန့်ကြားတဲ့ဖြင့်ဟိန္ဒကအမည်ကိုပေးရလိုက်ကြတယ်အဲ့တော့ဟိန္ဒကအရှင်ဟိန္ဒကနောက်ဆုံးမှာအင်္ဂုလိမာလသူသည်ဆရာကြီးရဲ့စကားကိုအထင်လွဲမှုခံရတဲ့ဖြင့်လက်ညှိုးပေါင်း1000ဖြတ်ယူခဲ့ရတယ်ဖြတ်ရင်းနဲ့လူတွေများသက်ခဲ့တာနောက်ဆုံးမြတ်စွာဘုရားသာဝတိပြည်နိဇာတိယတောင်တန်းမှာဒီကအမျိုးမျိုးသောဓာတ်တစ်ချောင်းကိုင်းဆောင်၍ရာသမြတ်တော်တတ္တဝါတွေညှင်းဆဲလေတော်မြတ်စွာဘုရားကိုရောတိုင်းကြောက်တော်မူ၍အင်္ဂုလိမာလအားတရားဓမ္မတွေဟောပေါ်ညွှန်ပြတဲ့အင်္ဂုလိမာလသီကမြတ်စွာဘုရားတရားဆုံးမှာအာလောကုန်ခံလို့ယဟန္တာဖြစ်တော်မူခဲ့တယ်အဲဒီယဟန္တာဖြစ်ခြင်းကိုအ
အကြောင်းရင်းခံ၍မြတ်စွာဘုရားအင်္ဂုလိမာလတိကလူတွေမြောက်များစွာဒုက္ခပေးကြသူတို့ရဲ့မိဘတွေသူဆွေမျိုးတွေကိုတပ်ဖြတ်လက်ခဲ့တဲ့အတွက်ဒါကြောင့်လူတွေကဒုက္ခပေးခဲ့ရင်ပေါက်ကြခြင်းကြောင့်အရှင်အင်္ဂုလိမာလကမှတော်တော်ဒုက္ခရောက်ကြတယ်ယန္တာဖြစ်ဖြစ်များလားအကျွေးတွေဆက်ခဲ့ရတယ်တနေ့တော့ချိန်ကာလမှာမြတ်စွာဘုရားရှင်သည်မိဘခဲ့သောတန်လေးဆောင်ကိုယ်ဝံအမျိုးသမီးတယောက်ကိုကြောင်းရင်ခံပြီးတော့အင်္ဂုလိမာလသင်သည်မိမဆွမ်းရသွားတဲ့အခါမှာမိဘနေတဲ့အမျိုးသမီးတယောက်တွေးလိမ့်မယ်သင်သည်ဟောဒီအင်္ဂုလိမာလတုတ်ကိုရွတ်ဆရွတ်ဖတ်တဲ့ဆယ်ပြီးတော့ပြီးသည်ရှိသောကောင်းကျိုးတွေဖြစ်လိမ့်မယ်လို့မိဘနေတဲ့အမျိုးသမီးကိုကြောင်းရင်ခံပြီးတော့အရှင်မြတ်ရွတ်ဖတ်တဲ့ဆယ်လိုက်တဲ့အခါမှာမိဘနိုင်ခဲ့တယ်အဲ့ဒီကြောင်းရင်ခံပြီးတော့မြတ်စွာဘုရားရှင်ကအင်္ဂုလိမာလမထေမြတ်ကိုသင်ပေးခဲ့သောအင်္ဂုလိမာလသုတ်တံတရားတော်မြတ်ကိုနာယူမှတ်သားနိုင်ကြပါစေပါရိတံယမရဏတ္တနေတိနာဒါနဒောဝနံဩဒကံမိဝိနာတိတိသဗ္ဗမေဝပရိသေယံသောတိနံကပ္ပဟုဒနံဣဇသာရိတိတေင်္ဂနေထေရသသင်္ဂုလိမာလသလောကနာတိနပါတိတံကပ္ပတာယေမာတိသံပရိဒံဓမ္မနာမဟိယတောဟံပကိနိအရိယာယဇာတိယာဇာတောနာဘိသနာမိသေစိသပါဏဇဝိတာဝရောပိတာဧနာသေစိနာသောတုတိဟောတုသောတိကပ္ပတာလို့ဣမိနာပရိဒဓမ္မနုဘဝေနနုဘဝေနသအင်္ဂုလိမာလသုတ်တံတရားတော်မြတ်ကိုရွတ်ပါတရဆဲခြင်းကြောင့်မိဘခဲ့တဲ့ပုဂ္ဂိုလ်ဒီကိုယ်ဝါဆောင်မျိုးသိများတို့သည်ဤပရိဒေယတော်ရည်သည်ကြောင့်ကျမ်းမာချမ်းသာသွားပဲလွယ်တကူဖွားများနိုင်ခဲ့တယ်ကိုယ်ဝါနုရှိတဲ့ပုဂ္ဂိုလ်များကလည်းပဲအမြဲတည်းရွတ်ပါတရဆဲနာယူမှတ်သားရောက်ခြင်းကြောင့်ခက်ခဲမချိလွယ်တဲ့တကူမွေးဖွားနိုင်ကြောင်းလူသမကအိမ်မွေးတရိษံတွေမွေးရခက်လည်းလည်းပဲဤပိတရားတော်မြတ်ဖြင့်ပဲရေးပိရေကိုပဲဖြံပါကလွယ်တဲ့တကူပေါင်းမြင်နိုင်ကြောင်းအကျိုးကျေးဇူးတွေများပြနိုင်ကြောင်းမြတ်စွာဘုရားဟောတော်မူခဲ့သောပိတရားတော်မြတ်ကိုနာယူမှတ်သားရသောကုသိုလ်စိတ်နဲ့တရားစွာသောကြောင့်တိတတော်ကောင်းတို့သည်သောတုတဝတိကောင်းသောမသိချမ်းသာခြင်းလည်းငယ်ခံစားနိုင်ကြပါစေကုန်သတည်းဘောဇင်သုတ်တံတရားဖြစ်တယ်ဘောဇင်တရားတော်မြတ်ကိုမြတ်စွာဘုရားမြည်သည့်ပုဂ္ဂိုလ်တွေကြောင်းရင်ခံပြီးဟောခဲ့တယ်လေတခါတည်းလက်ရရန်တကုပြတကုတွေကြီးတဲ့လက်ဝဲတော်ရအရှင်မကတ္တပအရှင်မောကလမထေရတို့နာမကျမ်းဖြစ်တော်အရှင်မောကလံအရာရန်ဖြစ်လက်ဝဲရန်ဖြစ်တဲ့အရှင်မောကလံတို့အရှင်မကတ္တပယုနေမကောင်းဖြစ်တော်ဘုရားရှင်သိတော်မူကားတော်ဒီမှာစိတ်ပန်းတို့ရဲ့အနတ်ကိုနှမ်းရှိရည်တော်နာမကျမ်းဖြစ်လို့မြတ်စွာဘုရားသိတော်မူကြွသွားတော်မူ၍ကတ္တပမောကလံတို့ငါဘုရားဘောဇင်တရားတော်မြတ်ကိုဟောမိပေးမယ်သင်တို့ဉာဏ်ထဲမှာဘောဇင်တရားထင်ရှားပါစေလို့မြတ်စွာဘုရားကဘောဇင်တရားတော်ရွတ်ဖတ်တဲ့ဆယ်တဲ့အခါမှာအရှင်မြတ်ဒီချမ်းသာတော်မူခဲ့တဲ့အကြောင်းကိုတန္တရိတန္တရန္တနံသဗ္ဗဒုက္ခဝိနာသနေတတ္တဓမ္မိဇဘောဇင်ငိမာရတိနပမတ္တနေဘောဇင်တွာရည်စီမေတတ္တတိဘဝကုဋ္ဌမௌဒ္ဓမအဇာတိမဇရံပြတိအမတ္တနိဗ္ဗယကတ္တဧဝမာတိကုဏုပိတအနိကာကုဏသင်္ကဟံဩတတိသအိမံမန္တံဘောဇင်ကိသပနာမဟိဘောဇင်ကိုတတိသင်္ကတောဓမ္မနာဝိဇယတတ္ထဘောဇင်ကိုတတိသင်္ကတောဓမ္မနာဝိဇယောတတ္ထဝိရိယံပိဋိပတ္တိဘောဇင်ကသတတ္ထပရိသမ္မာတုပက္ခဘောဇင်ကတတိတိသဗ္ဗတတိနာမုနိနာသမ္မတေကတာဘဝိတာဘုလိကတာသံဝတ္တန္တိအဘိညာယနိဗ္ဗာနသဗောတိယဣတိနာသစ္စာဝေဇိနာသောတုတိဟောတုသဗ္ဗတာဧကသမိသမိနာတောမောက္ကလံနိစ္စကတ္တဗံဂီလာနိဒုက္ခိတိဒိဋ္ဌဝဘောဇင်ငိတတ္တဒိတယိဒေဇဒံဘိနန္တိတော်ရောဂမုစေတုတေင်္ဂနိဣတိနာသစ္စာဝေဇိနာသောတုတိဟောတုသဗ္ဗတာဧကဒါဓမ္မရာဇဘိကိလိညိနာပိပိလိတောသုဏဒေဝတယဝပနာပိတွဏတာရရံသံဘောဓိတွဏအာဘာဒဓမ္မဥဒ္ဒယိဌာနသောဣတိနာသစ္စာဝေဇိနာသောတုတိဟောတုသဗ္ဗတာဘိနာတိဇအာဘာဒံပိဏနံဘိမေတိနံမေဃာတာကိလေသာဝပတ္တာနုပါတိဓမ္မတံဣတိနာသစ္စာဝေဇိနာသောတုတိဟောတုသဗ္ဗတာဣမိနာပရိဒဓမ္မနုဘာဝေနသောတုတိဟောတုသဗ္ဗတာဣမိနာပရိဒဓမ္မနုဘာဝေနတအရှင်မကတ္တဗအရှင်မောက္ကလမထေရမြတ်တို့နေမကောင်းဖြစ်၍ဘုရားကြွတော်မူကားဟောတော်မူခဲ့သောဤဘောဇင်ကသုတ်တံတရားတော်တ
ရပ်တော်မြတ်စွာဘုရားရှင်ယောဘတရဆယ်နေတဲ့အခါမှာရှင်မကတ္တဗရှင်မောက္ကလန်တို့သည်ဘယ်လိုစိတ်တော်ထဲမှာပေါ်လာခဲ့တယ်လဲဩငါတို့ဒီကတတိတံဘောဇဉ်ဓမ္မဝိဇ္ဇာတံဘောဇဉ်အစရှိတဲ့ဘောဇဉ်တရား9ပါးတို့ကိုသုံးသပ်ဆင်ခြင်တော်မူခဲ့ခြင်းကြောင့်သောတာပန်သောတာကအနာဂါယန္တာဖြစ်လာကြတာကိုတတိတံဘောဇဉ်ကိုပွားများခဲ့ခြင်းကြောင့်တတိကြီးစွာတမာတိတွေအားကောင်းတော်မူခဲ့တယ်အဲဒီတတိတံဘောဇဉ်ကိုအကြောင်းရင်းခံပြီးတော့ဓမ္မဝိဇ္ဇာတံဘောဇဉ်တို့သုံးသပ်ဆင်ခြင်နိုင်ခဲ့တယ်အဲဒီဓမ္မဝိဇ္ဇာတံဘောဇဉ်ကဝိရိယတံဘောဇဉ်ပိဋိတံဘောဇဉ်ပါတိတံဘောဇဉ်တမာတိတံဘောဇဉ်ဥပ္ပကတံဘောဇဉ်အတိအကျဖြစ်ဘောဇဉ်9ပါးဒီအတိုင်းကျင့်ကြံပွားများအားထုတ်လို့တို့အရိယာဖြစ်တော်မူလာခဲ့တာကိုလို့သုံးသပ်လိုက်တဲ့အခါဝမ်းသာတဲ့ပိဋိတွေဖြစ်အဲ့ဒီပိဋိတရားတွေဒီကိုယ်လုံးမှာจิตသိမ်းမွေးထားလောက်ပိဋိဖြစ်ပြီးပိဋိကခန္ဓာကိုယ်ဒီကိုယ်လုံးမှာခံစားနေရတဲ့ဝေဒနာတွေချစ်ချင်းခွာချပြီးကျမ်းမာတော်မူလာခဲ့ကြတယ်ခါတပါမြတ်စွာဘုရားနေမကောင်းဖြစ်ပြန်တော့သုံးနာမတိခေါ်ဆိုလို့ရှင်းသားဆုံးတာငါဘုရားနာမကြမ်းဘူးမနဲ့နေမကောင်းဖြစ်တယ်ဘောဇဉ်တရားကိုနာယူမှတ်သားလိုက်တဲ့နိညာထဲမှာဘောဇဉ်ထင်ရှားပါသည်ကွယ်လို့ဆိုတော့သုံးနာမတိကဘုရားရှိတော်မူတဲ့နေရာကိုမျက်နှာမူပြီးတော့ဩတတိသဣမမန္တံဘောဇဉ်ကိစ္စပဏာမဟိဘောဇဉ်ကိုတတိသင်္ကတောဓမ္မနာဝိဇ္ဇယတထဝိရိယပိဋိပတ္တိဘောဇဉ်ကသတ္တထပါရိသမတုဘကဘောဇဉ်ကတတ္တိသဗ္ဗဓာတိနာစတဲ့ခန္ဓာကိုယ်ရုပ်ဖတ်30တဲ့အခါမှာဘုရားရှင်ဉာဏ်တော်ထဲမှာဩငါသည်သောတပန်သရကအနာဂယန္တာတပ်ပိညုတဉာဏ်တော်မြတ်ကြီးကိုရတော်မူခဲ့တာတတိတံဘောဇဉ်ဓမ္မဝိဇ္ဇာတံဘောဇဉ်စသဘောဇဉ်9ပါးဒီကိုကျင့်ကြံပွားများအားထုတ်လို့ငါသည်တပ်ပိညုတဉာဏ်တော်မြတ်ကြီးကိုရတော်မူခဲ့တာကိုကဲငါဘာလို့တဲသူမကပွင့်ရသည်ဘုရားရှင်မန္တများတို့ဒီကဤဘောဇဉ်တရားအတိုင်းကျင့်ကြံပွားများအားထုတ်လို့ဘုရားတွေဖြစ်တော်မူကြတာပေါ့လားအရိယာမန္တများဘောဇဉ်တရားတော်ရဲ့ကြီးသူပါလားလို့ဝန္တာရစိတ်ကတကူလုံးပြန်လာခဲ့တယ်ပိဋိတိဖြစ်ဖရဏပိဋိဂွမ်းစီချိပြီးသေးသောတကူလုံးจิตသိမ်းဝင်ထားလောက်ဖြစ်တဲ့ဖြစ်ရင်ဖြစ်နေခန္ဓာကိုယ်တော်မှာခေါင်းယောဂမန္တများတို့ချင်းကင်းကြောက်ပြီးကျမ်းမာတော်မူလာခဲ့တယ်ဒါကြောင့်မလို့မြတ်စွာဘုရားရှင်ကရှစ်သားရှစ်သမီးတို့ဤဘောဇဉ်တရားဟာဆေးနဲ့လည်းတူတယ်ကွယ်တို့မန္တန်နဲ့လည်းတူတယ်ကွယ်တို့ဘောဇဉ်တရားတော်မြတ်ကယောဘတရဆဲခြင်းပွားများဆင်းရဲနာယူမှတ်သားရခြင်းကြောင့်ယောဂဆိုဝေဒနာဆိုများမကတ်ရောက်နေမဲနဲ့ပျောက်ကင်းချမ်းသာစေနိုင်တယ်ယောဂဝေဒနာကြောက်နေသူများအတွက်ထံကရင်ပိတပိတတယောဘတရဆဲမဲဆိုရင်ယောဂပျောက်ကင်းခြင်းကိုခံစားနိုင်ကြောင်းမြတ်စွာဘုရားမိန့်တော်မူခဲ့သောဘောဇဉ်တရားတော်မြတ်ကိုနာယူမတတ်သောကုသိုလ်စေနတရာဆွမ်းတို့ကြောင့်ဒီတုမှာကံသင်သူတော်စဉ်ပေါင်းတို့သည်လောတုတဝတိကောင်းသောမတ်တွေချမ်းသာခြင်းနဲ့ငယ်ခံစားနိုင်ကြပါစေကုန်သတည်းယခုနောက်ဆုံးရွတ်ဖတ်တဲ့ဆယ်နာယူမတတ်ရမယ်ပုပ္ပန္နသုတ်တရားဖြစ်တဲ့ပုပ္ပန္နသုတ်သုဒ္ဓတရားတော်ဘုရားတရားသံဃာယတနာများ၃ပါးနတ်တို့ဂုဏ်တော်ကိုကျေးဇူးတော်တို့အာနုဘောတော်တို့ကိုစုံပေါင်း၍နှလုံးသွင်းဆင်ခြင်တော်မူကြ၏တော့ဤသုတ်တန်ကိုမြတ်စွာဘုရားရှင်ဘယ်ကြောင့်ဟောတော်မူခဲ့ပါသလဲတိတရားတော်မြတ်ထုံးလို့ပြီးစီစဉ်ဘုရားရှင်အာနုဘောတော်ဘုရားရဲ့ဂုဏ်တော်တရားဂုဏ်တော်သံဃာတော်ဂုဏ်တော်ဤဂုဏ်တော်တွေကိုပွားများကြည့်တာအန္တရာယ်ကင်းပြောက်ဘုံတကိုးတွေတောက်ပစေပြီးတရားတော်မြတ်အာနုဘောတော်တို့ကြောင့်အန္တရာယ်ကင်းပြောက်ကလောကီလောကုတ္တရာကောင်းကျိုးချမ်းသာတွေပြည့်ဝစေကြောင်းမြတ်စွာဘုရားမိတော်မူခဲ့သောတရားတော်မြတ်ကိုနာယူမှတ်သားနိုင်ကြပါသည်ယန္တုနေမေတ္တဝမင်္ဂလိသယောသမနာဘောတုနတ္တတ္တောအာဘေကောဒုသုပိနံအာဂန္တံဗုဒ္ဓ ानु ဘဝေနဝိနာသမိန်တုယန္တုနေမေတ္တအဝမင်္ဂလိသယောသမနာဘောတကုဏတ္တတ္တောအာဘေကောဒုသုပိနံအာဂန္တံဓမ္မာနုဘဝေနဝိနာသမိန်တုယန္တုနေမေတ္တဝမင်္ဂလိသယောသမနာဘောတကုဏတ္တတ္တောအာဘေကောဒုသုပိနံအာဂန္တံဓမ္သံဃာနုဘဝေနဝိနာသမိန်တုဒုက္ခပတ္တဇာနိဒုက္ခပယပတ္တဇာနိဗ္ဗယသောကပတ္တဇာနိသောကဝန္တုသဗ္ဗေပိပါဏိနောဣဒဝရဇအမိတုမိသမ္ပတံပုံညသမ္ပတံသဗ္ဗေဒေဝနုမောတံတုသဗ္ဗသမ္ပတိသိတိယဒါနန္တတံတုတတ္တယတိလာရကံတုသဗ္ဗတံဘာဝနာပိရတဝန္တုကိဇံတုဒေဝတာကတံအဘေဗုဒ္ဓပလပတ္တပိစကနိစ္စယံပလအရဏနိစ္စဒေသေနာရိကဗနာမိသဗ္ဗသောသဗ္ဗေဓမ္မပလပတ္တပိစကနိစ္စယံပလံအရန္တနိစ္စဒေသေနာရကဗနာမိသဗ္ဗသောသဗ္ဗေသံဃပလပတ္တပိစကနိစ္စယံပလံအရန္တနိစ္စဒေသေနာရကဗနာမိသဗ္ဗသောယံကိစီဝိတာဣဒဝဟုရံဝသေကေတုဝယံယရဏပဏိတံညာနောသမ္မာအဋ္ဌိတတကတိန
Idami Bodhi Yadana Panita Edina Tesina Duati Hotu Yangi Wida Ida Wahura Wadekiduwa Yan Yirana Panita Nanodama Adita Gadina Idami Dami Yirana Panita Edina Tesina Duati Hotu Yangi Wida Ida Wahura Wadekiduwa Yan Yirana Panita Nanodama Adita Gadina Idami Dangi Yirana Panita Edina Tesina Duati Hotu Pawadu Taba Mingala Rekandu Taba Diwada Taba Buddha Nubawena Daratuki Pawadu De Pawadu Taba Mingala Rekandu Taba Diwada Taba Dhamma Nubawena Daratuki Pawadu De Pawadu Taba Mingala Rekandu Taba Diwada Taba Tanga Nubawena Daratuki Pawadu De Mahakaro Niko Nado Hidaya Taba Banina Taba Dobini Agaro Niko Nado Hidaya Taba Banina Boridwa Barami Taba Bado Tambodi Mudama Edina Tisa Wizina Todudi Hodu Tabada Sayando Bodhi Yamule Tejana Nandi Wadeno Ewa Miwa Zayo Hodu Zayadu Zaya Mingali Abarazika Benlingi Abarazita Benlingi Tide Puto Wibogali Abidegi Taba Budana Eka Bado Pamodedi Tunikata tu Mingalan tu Babada tu Hutita tu Gano tu Moho Dosa tu Yaitam Yama Azaridu Padikina Gaya Gama Wazagama Padikina Manogama Banidi de Padikine Padikina Nikadona Lavanda de Padikine Tia Dalada Duida Wurula Buddha Tadani Aroga Duida Hoda Tadabi Nyadibi Imina Brida Damanuba Wina Todudi Hodu Tabada Emina Brida Damanuba Wana Yaku Yobadra Zagato Bobana Dudan E Bobana Dudan de Yadomyako Yobadra Nayumata Pamyaja Jinjao Jundui Layame Atiso Namiso Nuko Bibiao Nanjin Eina Ketaye Mingla Duba Jini Mimido Loki Lagoda Yadu Tananda Dudejin Lagi Konyo Chandari Biwa Biwa Sijin Aindalo Sichanda Kujam Mavi Konyo Nana Pidon Zinado Idia Domyago Nayu Matata Kudu Zinadara Swado Jao Didu Makan Dindrozi Pondudi Tadu Duwadi Kondwa Matui Shanda Jin Lengi Kanda Nanja Bazi Gondadi Nabyama Pondu A Pianle Bido Kubame Ida Wadaza Ami Tambadam Ponya Tambadam Tambi Diwanu Modandu Tambatam Badi Dediya Danada Dandu Tandaya Dirare Kandu Tabada Bhavana Birada Wando Besandu Devada Gada Ida Waraza Imya Jogo Son Atoye Mayosiya Bilo Yadabjin Ami Bedeya Da Beda Bedeya Magwedwa Ao Yoba Nayo Buza Dunga Bilo Jagno Janododi Amawan Yako Emo Nau Jui Chu Yizu Pizu Ando Bonya Davana Among Abang Subyu Komu Tui Mayo Mayuin Bizo Jengo Ambe Chiwan Dowlin Nauba Dine Kabin Udo Alonso Gondo Dewa Sejawala Dai Dewa Sejawala Dai Ponda Waima Sayawla Nyana Byama Bondo Di Anumodandu Jilemano Bawin Sobian Shwilawan Yau Najaba Zundri Abadambari Diya Luna Neva Jomango Myoga Nemi Bizi Hinga Tadaya Ganjong Ajo Madong Yodabien Piao Yosweka Ame Mabya Ame Madabien Dana Pelu Zaga Kudu Madamya Dwego Dadandu Turoya Yimyo Manwi Ludan Budo Nanjava Zundri Dilang Ngabadila Chibadila Sadi Myabya Kubadra Sadi Myabadila Myadogo Waldila Myago Abada Nini Nyanya Kadino Gado Rekandu Kongwa Mati Songchong Nanjava Zundri Bhavana Vidada Dana Dila Mati Shito Shilaye Tamatha Bhavana Vipadana Bhavana Loswado Bhavana Nabado Vya Shwinang Mwilyo Pyo Yi Pyo Ni Yago De Wando Phitja Bhazi Gundri Agada Myanyi Nyandaya Nahu Taga Swesi Kajipin Twimi Susula Jagondo Devada Jonsega Donsaja Walama Yojila Jagondo O Nakon Navana Bondo Di Kazando
ပယိတရားရွယ်ပွဲပြီးဆုံးခြင်းမို့နေမြယတံကောင်းစွာမသွေးပြန်သွားနိုင်ပြန်သွားလူကပြန်သွားနိုင်ကြပါစေကုန်သတည်းအလုံးစုံသောလူနဲ့ဗျမတတ္တဝါပေါင်းတို့သည်အမှကြပါသည်ချမ်းသာကြပါသည်ပြင်းကင်းကြပါသည်ဆိုရင်ကင်းကြပါသည်ကြောင်းကြကင်းကြပါသည်နှလုံးစိတ်ဝအိတ်ချမ်းကြပါစေအလုံးစုံသောလူနဲ့ဗျမတတ္တဝါအရှိနောက်တော်မြတ်အရလေးမင်းနာအရချင်းမင်းနာအရဆယ်မင်းနာချီကြကုန်သောယံတကာယံမမြန်းနဲ့ပစ္စည်းလေးပါထောက်ပံ့ကြောင့်တရားဓမ္မမြန်းလူနဲ့ဗျမတတ္တဝါငရဲသိစ္စာပိဿလူအပယ်လေးပုံများတောဆောင်တဲ့တောင်းတဲ့ဘုံဘုံတို့ရုပ်ကိုယ်တို့မဟာပရိမိဆောင်တဲ့ဤသာဆောင်ကြောင့်နတ်ကောင်းနဲ့မနတ်ပေါင်းတို့တကဝရွာဆောင်တဲ့အပေါင်းများရက်ွယ်ဆောင်တဲ့အများမျိုးဆောင်တဲ့ပြည်ဆောင်တဲ့တိုင်းဆောင်တဲ့နိုင်ငံဆောင်တဲ့ကဘာဆောင်တဲ့သာသနာတော်ကြီးကိုစောင့်ကြောက်ကြကုန်နတ်ကောင်းနဲ့မနတ်ပေါင်းတွေတကဝအောက်အဝိဇ္ဇိထုတ်ကနေစကြဝဠာမကြီးကြကုန်သောလူနဲ့ဗျမတတ္တဝါငရဲသိစ္စာပိဿလူအပယ်လေးပုံသားတို့သည်ဘေးရန်ကတိကင်းကြပါသည်ဆိုရင်ကတိကင်းကြပါသည်ကာကတိကင်းကြပါသည်နှလုံးစိတ်ဝအေးချမ်းကြပါသည်မိမိတို့အလိုရှိရတောင်းတဲ့အကြံစီအမြတ်နုရသောလောကီလက်ကုပ်တရာကောင်းကျိုးချမ်းသာတို့ကိုဆိုက်ဝတွတ်တက်ပြီးခံစားနိုင်ကြပါသည်စိဏစိဏကြံစီတိုင်းကြံစီတိုင်းရန်သူတိုင်းမဆိုင်ကြပါပဲနဲ့သမိတ်စတုလူတိုင်းတရာတိုင်းတောင်းတိုင်းတလို့မကောင်းစွာမသိဖြစ်ထွန်းနိုင်ကြပါစေကောင်းကျိုးနန္ဒခံစားနိုင်ကြပါစေကောင်းကျိုးနန္ဒဖြစ်ထွန်းနိုင်ကြပါစေမိမိတို့ဖြစ်ရှင်သောဒါနာကျိုးလောကအကျိုးတွေအကုန်လုံးဖြစ်မဖြစ်ရှင်သောအကုသိုလ်မှန်သမျှဘာတစ်ခုမှမဖြစ်ကြပါစေနဲ့ဖြစ်ရှင်တဲ့ကုသိုလ်မှန်သမျှအလိုပြည့်စုံနိုင်ကြပါစေ